ကျွန်တော်ကအိမ်ကနေခတ်စောစောထွက်လာခဲ့လိုက်တယ်။တဲတန်းကိုလိုင်းကားစီးပြီးတော့စားအုပ်ဆိုင်တစ်ဆိုင်ကိုဥတီလာတယ်။ဘာလို့လဲဆိုတော့ဖြစ်ရမှန်တရေเจ้าနေကြီးရယ်။စာရေးဆရာတယောက်ကတဲတန်းမှာစားအုပ်မိတ်ဆက်ပွဲလုပ်နေလို့ပဲ။ဂိမ်းဆောင်ကြီးကညှို့လိုက်တာကြောင့်ကျွန်တော်ကခြေနေကိုလာကြည့်ခြင်းပဲဖြစ်တယ်။ဘူးထုံးလင်းခြံလန်းတွေကစာပေလောကဆိုတဲ့စားအုပ်ဆိုင်လေးရှိမှတော့လူငယ်တယောက်ထိုင်နေတာမြင်လိုက်ရတယ်။အဲဒီလူငယ်ကစားအုပ်လာဝဲတဲ့လူတွေကိုလက်မှတ်ထိုးပေးနေပြီးပြုံးရွှင်နေတာကိုလည်းတွေ့နေရတယ်။ကျွန်တော်လည်းလူရှင်းတာနဲ့အဲ့ဒီလူငယ်လေးနာသွားပြီးတော့စားအုပ်တအုပ်လောက်ပေးပါဆိုပြီးပြောလိုက်တယ်။လူငယ်ကစားအုပ်တို့ယူပေးပြီးတော့လက်မှတ်ထိုးပေးတယ်။ပြီးတော့ကောင်တာမှာစားအုပ်ဖို့ရှင်းဖို့ညွှန်ပြပေးတယ်။ကျွန်တော်လည်းစားအုပ်ဖို့ပေးလိုက်ပြီးတော့ထိုလူငယ်ရဲ့ဘေးမှာပဲထိုင်ဖက်နေလိုက်တယ်။စားရေးဆရာလူငယ်ကကျွန်တော်ကိုကြည့်ပြီးပြုံးပြတယ်။နောက်တော့စားအုပ်ထပ်ဝဲတဲ့လူတွေလာလို့လက်မှတ်တွေထပ်ပြီးထိုးပေးနေပြန်တယ်ဖြစ်ရမှန်လားဗျာဒီစားအုပ်ကကျွန်တော်ကအနားကပ်ပြီးမေးလိုက်တာကြောင့်စာရေးဆရာလေးကလန့်သွားတယ်ပြီးတော့မှပြုံးပြီးဟုတ်ပါတယ်ဗျာဖြစ်ရမှန်ပါဒီထဲမှာလူပြန်ဝင်လာတာရနော်ဟုတ်လားအမှန်ပါပဲအထက်ကဇက်လိုက်ကအခုဆိုရင်လူဖြစ်နေပါပြီဒါဆိုလို့ရှင်နောက်ထပ်ဖြစ်ရမှန်စားအုပ်တွေထပ်ရေးဖို့မရှိတော့ဘူးပေါ့နောင်ကမေးလိုက်တော့စာရေးဆရာလေးကကိုယ်တိုင်ကြုံခဲ့ရင်တော့ရေးပြမှာပါညီလေးရာဖြစ်ရမှန်နေပဲရေးဖို့စဉ်းစားထားပါတယ်ဇက်လိုက်ကလူဝင်သားနေပြီဆိုတော့ကိုရိကြုံဖို့ဆိုတာခက်မဲ့ထင်တယ်အဲ့ဒီခါစာရေးဆရာလေးကတခုခုတွေးနေဟန်ရှိပြီးငိုင်းနေခဲ့တယ်ပြီးတော့နောက်ကိုပြောတယ်အကိုတို့ရက်ကွက်နာမှာတုတ်တန်တစ်ခုရှိတယ်အဲ့ဒီနားမှာသွားဆောင်နေတော့ဇလန်းအတွက်ကုန်ချမ်းနေရမှာပါတုတ်တန်ဟုတ်လားအဲ့ဒီတုတ်တန်ထက်ကုံချမ်းပိုရနိုင်မဲ့နေရာရှိရင်လိုက်မလားစာရေးဆရာလေးကမောကြည့်ပြီးတော့ညီလေးကအကိုလိုပဲမြင်ရတာလားဟုတ်တယ်ဗျာကျွန်တော်လည်းသစေတရေတွေကိုမြင်ရတယ်ပြီးတော့ဗျာသစေတရေတွေကိုတီးသန့်လိုက်ရှာနေဗျာမလို့ဘူးဗျာသူတို့တွေကကျွန်တော်ရှိတဲ့နေရာကိုလာရတာဗျာဒါဆိုညီလေးကရွာတော်ရှင်လိုမျိုးနတ်မျိုးလားအကိုကြည့်တာတော့တာမန်လူလိုပါပဲကျွန်တော်ကတာမန်လူပါဗျာနတ်စိမ့်လည်းမဟုတ်ပါဒါပေမဲ့လူတွေထဲမှာလေတစေတရေတွေအတွက်လောက်ကင်ပေးရလူတွေရှိတယ်ဗျာလေလွင့်နေတဲ့ဝိညာဉ်တွေနာနာဘွားတွေရမမင်းကြီးရှိကြအောင်ပို့ပေးရတဲ့အလုပ်ပေါ့မရဏဂိတ်မှုလို့အလွဲခေါ်လို့ရတယ်တော်တော်လေးကိုစိုးသွမ်းတဲ့တရေတွေတစေတွေဆိုလဲအမိတ်ရတဲ့အခါဖမ်းရတယ်အကိုစိတ်ဝင်စားတယ်ဆိုရင်လိုက်ကြည့်မလားစာရေးဆရာကျွန်တော်ကြည့်ပြီးတော့မယုံသင်္ကာဖြစ်နေသေးတယ်ဗျာကျွန်တော်ကလည်းသူ့ကိုကြည့်ပြီးအတီးပေါက်ကြီးဆက်ပြောနေတယ်ဒါဆိုရင်ခဏဆောင်ပေးပါလားညီလေးအကိုစားဖို့ရောင်းတဲ့အချိန်ပြီးတော့မယ်ကွာဒါပြီးရင်သွားကြည့်တာပေါ့ကျွန်တော်နဲ့စာရေးဆရာလည်းလိုင်းကားတုံးစီးပြီးပြန်လာခဲ့လေသေးရောက်ခံပြီးတော့ဝင်းညင်နေနာနာဘွားတွေပုံမြင်လာရတာကြောင့်စာရေးဆရာတက်ကြွနေတယ်ဂိမ်းသားရောက်တော့ကျွန်တော်ကစာရေးဆရာကိုကြည့်ပြီးကျွန်တော်တို့တော့မရဏဝင်ပေါက်နာရောက်နေပြီအကိုဂရီးတစ်ခုတော့တောင်းနေတယ်ဗျာဘလို့ပဲဖြစ်ပါလေမရဏဂိတ်ကြောင်စာထဲမှာထဲ့မရေးပါနဲ့အဲ့ဂရီးကိုပေးနိုင်မလားကိုစာရေးဆရာကျွန်တော်ကြည့်ပြီးတော့ပေးပါတယ်ညီလေးအကိုဂရီးပေးတယ်အကိုရေးပြင်အောင်လေညီလေးပြောတယ်မရဏဂိတ်ကိုအကိုထဲ့မရေးဘူးသူတို့နှစ်ယောက်သားဂိတ်ထဲကိုဝင်လိုက်တာနဲ့ရုံးကားသွင်းပြောင်းသွားတဲ့အခြေအနေကိုကြည့်ပြီးတော့စာရေးဆရာအံ့ဩသွားတယ်ဟာဒီလောက်တောင်ခမ်းထားတာလားညီလေးအကိုကလေမရဏဂိတ်ဆိုလို့မီးတောက်တွေငရဲခွေးတွေနဲ့တွေ့ရမယ်ထင်နေတာအခုကရုံးကားတစ်ခုလိုပဲသူတို့ဝင်လာတာနဲ့ဝင်းညင်တွေကိုစစ်ဆေးပြီးလှေပေါ်တင်ပေးနေတဲ့ဂိတ်ဆောင်ကြီးကထလာခဲ့တယ်ဂိတ်မူကြီးကတကယ်ကြောင်ခေါ်လာတာပဲဒီလူကိုကြုတ်သိတယ်ဗျာသူ့ကိုဒီဂိတ်ကနေပဲတရေဘွားနဲ့ပြန်လှုပ်ပေးလိုက်တာလေဂိတ်ဆောင်ကြီးကကျွန်တော်ကိုပြောပြနေတဲ့အချိန်မှာဝင်းညင်တကောင်ကအတင်းတိုးဝင်လာပြီးတော့တခြားဝင်းညင်ရဲ့ဂရိုးကောင်ကိုလူယူလိုက်တယ်ကျွန်တော်ကဝင်တားမယ်လို့တော့ဂိတ်ဆောင်ကြီးကကျွန်တော်တားတယ်ဗျာဂိတ်မှုခေါ်လာလူကိုတားခိုင်းကြည့်ပါဒါမှကျုပ်တို့လည်းသူ့အကြောင်းသိရမှာပါ
စာရေးဆရာကကျွန်တော်နဲ့ကိစ္စအောင်ကြီးကိုကြည့်လိုက်ပြီအကိုဝင်ရှင်းပေးရမှာဒါမျိုးအနိုင်ကျင့်တာအကိုလည်းလက်မခံဘူးကွာကျွန်တော်ကခေါင်းနှင်းပြလိုက်တော့စာရေးဆရာကလုံးထွေးနေတဲ့ဝိညာဉ်နှကောင်သားကပ်ပြီးတော့ခုတ်ကနေဆွဲထုတ်လိုက်တယ်ဂျက်ဆန်မင်းတို့နှကောင်မှာဘသူကရင်စပြီးပြဿနာရှာတာလဲအကောင်နဲ့ထွားပြီးတော့ကရိုးကဝင်လူတဲ့ဝိညာဉ်ကအဲ့ကောင်ရဲ့ကရိုးကောင်ငါလူတာကွာဘာဖြစ်လို့လဲဟုတ်လားမင်းကဘာကိစ္စနဲ့ဝင်လူတာတမင်လူတာကြည့်မရဘူးအခြေအနေတွေကတင်းမာကုန်နေဗျာကျွန်တော်နဲ့ကိစ္စအောင်ကြီးကဘာမှဝင်မပြောပဲကြည့်နေတာကြောင့်ပို့ပြီးအတင်ရဲလာတာလည်းဖြစ်နိုင်တယ်အဲ့ဒီချိန်စာရေးဆရာရဲ့လက်ထဲကိုဘယ်ကဘလို့ရောက်လာမှမသိတဲ့ချိန်လုံးတစ်လုံးရောက်လာပြီးတော့မချေမငံပြောတဲ့ဝိညာဉ်ရိုက်ပါလေရောတစ်ချက်ရိုက်လိုက်တိုင်းမိခိုးတွေထွက်လာပြီးတော့အရိုက်ခံရတဲ့ဝိညာဉ်ကလူးလိမ့်နေတယ်အဲ့ဒီပြင်စာရေးဆရာဟေးကောင်ငါတရေဘွားတဲ့နာမည်လုံးနဲ့နေလာတဲ့ကောင်ကွာနှစ်ချို့နေတဲ့တရေတစီတွေကိုတော့ဒီချိန်လုံးနဲ့တီးလာတာငါနာမည်မှတ်တာတရေဟာစီလို့ခေါ်တယ်စာရေးဆရာကပြောလဲပြောရိုက်လဲရိုက်လုံနေပြီးတော့ကရိုးကဝင်လူတဲ့ဝိညာဉ်ကအတင်းတောင်းမှန်တော့မှပဲရက်လိုက်တယ်ဒါမျိုးမစော်ရတာတော့တော်တော်ကြာပြီကွာလူအဖြစ်ပြန်မဝင်သားခင်တော့ဆိုမင်းတို့ထက်ဆယ်သာဆိုးတဲ့ကောင်တွေအသေးရိုက်လာတာငါရှိမှအနိုင်ကျင့်ဖို့မစင်စားနဲ့ငါနာမည်ဟာစီလို့ခေါ်တယ်မှတ်ထားကြကျွန်တော်ကဂိမ်းဆောင်ကြီးကိုကြည့်လိုက်ပြီးတော့ဘလို့လဲဂိမ်းဆောင်ကြီးကျွန်တော်ခီးထွက်လို့ရပြီလားရပါပြီဂိမ်းမှုကြီးဒီလူနဲ့ဆိုရင်ပြဿနာဖြစ်เสียတော့မရှိပါဘူးကျုပ်လည်းဘေးမှာရှိနေမှာဆိုတော့လိုအပ်တာတွေကိုညီပေးလိုက်ပါမယ်ဒါရေးဆရာလည်းကျွန်တော်နားကိုပြန်လာပြီးတော့အကိုတော်တော်ကြမ်းသွားလာနေလေအကိုကကွာမတရားတာဆိုရင်ကြည့်လို့မရအခုလို့စိတ်ရှိလက်ရှိစောလိုက်ရတာနည်းနည်းကျဉ်းတတ်သွားပြီရပါတယ်ကိုကိစ္စမရှိပါဘူးနောက်ဆိုလို့ရှိရင်လေအကိုကဒီဂိတ်ကိုနေလိုက်လာပြီးတော့ကျွန်တော်အစားခဏတာဝန်ယူပေးပါအရေးကြီးတဲ့ကိစ္စတွေဟော်ရီကဂိတ်ဆောင်ကြီးလှုပ်ပေးပါလိမ့်မယ်အကိုကကျွန်တော်ကိုသာဟန်ပြနေပေးဖို့ပါပဲအဆင်ပြေမလားကိုစာရေးဆရာကဘေးပင်ညာကိုကြည့်ပြီးတော့အကိုလာနေတာတော့ဟုတ်ပါပြီဒါပေမဲ့လေအကိုလိုချင်တဲ့ကုံချမ်းတွေဘယ်ကနေရမှာလဲကုံချမ်းတွေမရပဲနဲ့ညီလေးရဲ့အလုပ်ကိုအကိုကလုပ်ပေးရမှာလားနောင်ကဘာမှပြန်မဖြေတော့ပဲနဲ့စာရေးဆရာရဲ့လက်ကိုဆွဲယူပြီးတော့စရင်စာအုပ်ပေါ်မှာနာမည်တစ်ခုကိုထောက်ပေးလိုက်တယ်အဲ့ဒီခါစာရေးဆရာရဲ့မျက်လုံးတွေကမှိတ်သွားပြီးတော့ပြုံးလိုက်မဲလိုက်ဖြစ်ပြီးရှိနေခဲ့တယ်ခဏကြာတော့မျက်လုံးတွေပြန်ပွင့်လာပြီးအကိုလုံးဝမထင်ထားဘူးညီလေးပါဇက်နဲ့ပြောပြတာလေဆိုရင်အဖိုးလိုရှိအောင်မယ်အခုဟာလေဖြစ်ချောင်းကုန်တယ်အကုန်မြင်လိုက်ရတာပဲဟုတ်တယ်အကိုဒီနေရာကလေအခုအတွက်တော့ကုံချမ်းကျန်တာတိုက်ကြည့်ပဲစာရေးနဲ့စောင့်ထင်းရမယ်ဝတ္တရားတွေတော့အကိုလည်းသိမှာပါထူထူတော့ပြောမနေတော့သိတာဗောညီလေးကကိုကောင်းကောင်းသိတယ်အကိုနောက်ထပ်ထုံးမဲ့စာအုပ်ကောင်းတယ်လေဗရဏကိစ္စဟာစီလို့ပြီးလိုက်ရမှာကျွန်တော်ကခေါင်းကိုခါရမ်းလိုက်ပြီးအကိုစာရေးမယ်ဆိုရင်ဗရဏကိစ္စကြောင့်မပအောင်ရေးပါခေါင်းစဉ်ကိုတော့ကျွန်တော်ရွေးပေးလိုက်မယ်ဂိမ်းမှုဟာစီဆိုပြီးတော့ရေးပေါ့ဟုတ်ပလားမနက်ဖြန်မနက်နိုးတာနဲ့ဂိတ်ကိုသာလာခဲ့မနက်စာနေ့လေသာညစာဂိမ်းမှာပဲစာဂိမ်းဆောင်ရဲ့စကားကိုလည်းနားထောင်ပါတစ်ခုခုဆိုရင်သူ့ကိုပြောပါဟုတ်ပါပြီညီလေးအကိုအခုပြန်တော့မနက်ဖြန်တွေ့မယ်ညီလေးဟာစီကနှုတ်ဆက်ပြီးပြန်သွားခဲ့ကျွန်တော်ကဂိမ်းဆောင်ကြီးကိုကြည့်လိုက်ပြီးတော့ကျွန်တော်ပြန်မလာခင်ချိန်ထိဂိမ်းဆောင်ကြီးကိုပဲအားကိုးပြရတယ်သူကတော့ဘလို့လာမလဲဆိုတာမသိသေးဘူးအခုထိကတော့အဆင်ပြေတာပဲကျွန်တော်လည်းပြောလိုက်ပြီးတော့တကားဝကနေလက်ခေါက်မှုတ်လိုက်တယ်လက်ခေါက်မှုတ်တဲ့အဆုံးမှာတော့လှေတစ်စီးကကတ်လာခဲ့တယ်မုံရွာဂိတ်ကိုပို့ပေးသမ်းပါအရေးကြီးကိစ္စရှိလို့ကျွန်တော်လည်းပြောလိုက်ပြီးတော့လှေပေါ်ကိုတက်သွားလိုက်တယ်မုံရွာဘက်ကနေတဆင့်အေးမြပြောလိုက်တဲ့မြို့ကိုဆက်သွားပြီးတော့အေးမြရဲ့သားဖြစ်သူရှိန်တက်ကလေးထုံးကိုလိုက်လံရှာဖွေရအောင်မှဖြစ်တယ်စာရေးဆရာဟာစီကတော့အိမ်ပြန်နေတဲ့လမ်းမှာသူထုတ်မဲ့စာအုပ်အကြောင်းကိုတွေးရင်းနဲ့ဂိမ်းမှုဟာစီဆိုတဲ့နာမည်ကိုရေးရွတ်နေပါတော့တယ်ကျွန်တော်ကမရဏဂိမ်းမှုတယောက်ဖြစ်တာကြောင့်ကရုလှေတွေကိုတုံးလို့ရပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကဘုံရမှာရှိတဲ့မရဏဂိမ်းတစ်ပေါက်ကိုပို့ဆောင်ခိုင်းခဲ့တယ်ကရုလှေနဲ့ခရီးသွားတာအချိန်ဆက်ဝိုင်းရဲ့အပြင်ဘက်ကနေသွားတာဖြစ်တဲ့အတွက်ကြောင့်အချိန်ကုန်တာရမ်းမဲ့တက်တာပါတယ်လှေဆိုင်တာနဲ့ဟိုဘက်ဂိမ်းမှာရှိတဲ့ဂိမ်းမှုဖိုးကြီးကကျွန်တော်ကိုကြည့်ပြီးအံ့ဩသွားတယ်ဂိမ်းမှုဖိုးကြီးရဲ့ဘဝတစ်ခုလုံး
မရဏဂိတ်ပေါက်ကနေထွက်လာတဲ့လူကိုမမြင်ဘူးလားကြောင့်အံ့ဩတာဖြစ်နိုင်ပါတယ်ဟေးမင်းကဘာတူတော့ကွာဘယ်ကနေဘလို့လုပ်ပြီးဒီတဲ့ကိုရောက်နေရလဲကျွန်တော်လည်းပြုံးလိုက်ပြီးတော့ကျွန်တော်ကလည်းဂိမ်းမှုတယောက်ပါအရေးတကြီးသွားရရှိလို့ဂိတ်ကနေထွက်လာခဲ့တာအဖိုးကိုတမင်လက်အောင်လုပ်တာမဟုတ်ပါဘူးကျွန်တော်လည်းရိုးရိုးသေးသေးပြောလိုက်တော့အဖိုးကခေါင်းငိမ့်ပြီးခွင့်ပြုတယ်ဗျာကျွန်တော်လည်းအပြင်ထွက်ပြီးလေကောင်းလေသန့်ရှူရင်းနဲ့ပတ်ဝန်းကျင်ကိုလေ့လာလိုက်တယ်ဂိတ်ရဲ့ခလန်းလန်းမှာဆိုင်ကယ်ကယ်ရီတွေရှိတာကြောင့်ကျွန်တော်ကဆိုင်ကယ်ကယ်ရီစီးကိုခေါ်လိုက်ပြီးတော့တက္ကသိုလ်နာအဆောင်တွေဘက်ကိုပို့ခိုင်းလိုက်တယ်တက္ကသိုလ်ပိတ်ရက်ဖြစ်တာကြောင့်အဆောင်တွေမှာလူနေပေမဲ့အဆောင်တွေကတော့ရှိနေခဲ့တယ်ကျွန်တော်ကနှောင်းအိမ်မက်ဆိုတဲ့အဆောင်ရှိမှရက်ခိုင်းလိုက်ပြီးဆင်းလိုက်တယ်စာမှုရှိလားစာမှုရှိလားဗျရှိတယ်ခေါ်နေရဘူးလဲကွာအဆောင်ငားကြလို့ပါအဆောင်မှုနဲ့တွေ့ကြပါတယ်အေးလာလေကွာဝင်ခဲ့အထက်ကနေခွင့်ပြုတာကြောင့်အဆောင်ထဲကိုဝင်လိုက်တယ်ထိုအခါအေကန်းလိုနေရာမျိုးမှာထိုင်နေတဲ့လူကြီးတယောက်ကိုတွေ့လိုက်ရတယ်အဆောင်ငားကြလို့ပါဗျာအခန်းကြီးအားလားမသိဘူးအခန်းကြီးကတော့အခုကအားတယ်ကျောင်းပြန်ဖွင့်ရင်တော့အရင်နှစ်ထက်ကငှားထားတဲ့ကျောင်းသားတွေရှိလို့မအားတော့ညီလေးကဘဏ္ဍာလောက်နေမှာလဲကျွန်တော်ကအလုပ်လုပ်မှာဆိုတော့အစင်ပြေရေရှည်နေသွားမှာပါခဏခဏပြောင်းနေရလဲမကြိုက်ဘူးလေအဲ့ဒါကြောင့်မလို့ရေရှည်နေလို့ရမယ့်အခန်းရနိုင်မလားဆောင်မှုကကျွန်တော်ကိုကြည့်ပြီးတော့ရေရှည်နေမယ်ဆိုရင်တော့ကျောင်းသားတွေလာရင်အဆင်မပြေဘူးကွာတခြားဆောင်ရှာကြည့်ပါလားညီလေးဟာတခြားဆောင်တွေလည်းအဆင်မပြေဘူးလို့ပြောလို့ပါကိုရာကျွန်တော်တခုခုစီစဉ်ပေးလို့ရနိုင်မလားကျွန်တော်ကညရီုံမဲ့အိမ်မှာပါအခါတလေလေးနေထွက်ရတာများလို့ပြန်မိတ်တာတွေလည်းရှိပါလိမ့်မယ်အေးတခုတော့ရှိတယ်ကွာအကိုအဆောင်ပါလေကျောင်းသားတယောက်နေတဲ့အခန်းရှိတယ်သူက2ယောက်ခန့်ကိုနှစ်ချုပ်နဲ့ယူလာတာနေတာကတော့သူတောက်တည်းနေတာပါကွာသူနဲ့ညှိကြည့်မလားအစင်ပြေလဲနေပေါ့ကျွန်တော်ကပြုံးလိုက်ပြီးကြောခင်းစရာတနေရာရရင်တော်ပါပြီကိုရာကျန်တာကအဆင်ပြေပါတယ်အဆောင်မှုကအခန်းလေးရှိတဲ့ဘက်ဝင်သွားပြီးတော့လူငယ်လေးတယောက်ကိုခေါ်လာခဲ့တယ်ထိုလူငယ်ကအိတ်ရှင်မှုတုနဲ့ထွက်လာပြီးကိုငယ်ပြောတာသူလားဗျာကျောင်းသားတင်မဟုတ်ဘူးလားကျွန်တော်ကကျောင်းသားမဟုတ်ပါဘူးတခြားအလုပ်လုပ်ပါတယ်ကျွန်တော်အလုပ်ကညီလေးရဲ့အလုပ်ကိုအကိုစိတ်ဝင်စားပါဘူးမေးချင်တာလေးတော့ရှိရဲကွာညီလေးကရွှွှွှွှက်တွေဝါသနာပါလားအရက်တော့ဖဲရိုက်တာတော့တခြားကိစ္စတော့မေးတာပါကျွန်တော်ကလက်ကပြလိုက်တယ်ကျွန်တော်ကအတောက်စားကင်းပါတယ်ဗျာမိမကိစ္စလည်းမရှုပ်ပါဘူးဖဲဝိုင်းလည်းမထိုင်တတ်ဘူးပြီးတော့အပေါင်းအသင်းလည်းတိတ်မရှိပါဘူးโอเคရပြီအရေးကြီးဆုံးတစ်ခုတော့ရှိတယ်အကိုကညအိတ်လို့ရှင်လေအိမ်မက်ခဏခဏမှတ်ပြီးရောင်းတတ်တယ်ကွာအဲ့လိုရောင်းရင်ထားအော်တယ်လို့ညီလေးနေလို့အဆင်ပြေပါမလားပြေပါတယ်ဗျာပြေပါတယ်ကျွန်တော်ကအိတ်လို့ရှင်လေစင်အော်တော့မနိုးပါဘူးနှစ်ယောက်သားညှိနှိုင်းလို့အဆင်ပြေတာကြောင့်ကျွန်တော်ကကြောဘိုးကြီးလေးကိုအခန်းထဲရွှေ့လိုက်တယ်ပြီးတော့ကျွန်တော်ကပဲအရင်စပြီးမိတ်ဆက်လိုက်တယ်ကျွန်တော်နာမည်နောင်ပါဗျာအကိုနာမည်ကဘယ်လိုခေါ်လဲအကိုကတော့တက်ကရစ်လို့ပဲခေါ်ပါကွာညီလေးတို့ဖျားရိစားတွေခေါင်းတွေဝဲအောင်ပါလားဝဲရမှာပေါ့ကိုရာလိုအပ်တာတွေဝဲမှာပါအေးကွာဒါဆိုရင်အကိုနဲ့လိုက်ခဲ့မြို့ထဲကိုလိုက်ဖို့ပေးမယ်ကျွန်တော်ကသူ့ကိုတေးချာကြည့်ပြီးခေါင်းငိမ့်ပြလိုက်တယ်တက်ကရစ်ရဲ့ပုံစံကအရက်က6ပေမပြည့်သေးပြီအသားဖြူရဲဆိုတာတဲ့ရွှေရောင်တန်းတဲ့ထဲမှာပါတယ်ပြောရမယ်တင်းရင်းနဲ့နှကန်းဆောင်ဟာပြတ်သားတဲ့သုံးပြက်ချက်ရှိမှန်သိသာလာတယ်မျက်လုံးမျက်စံတွေကဆူးရှာတောက်ပါပြီးတော့နှာရန်ကဖြောင်စည်းနေတာကြောင့်ယောက်ျားချင်းချင်းတော့ငေးရမယ့်ပုံစံမျိုးအဝေစားဝစ်တာကိုကြည့်တော့လေအိမ်မာနေရင်ဝစ်စားထားတာတော့တော်တော်ကြည့်ကောင်းနေပြီပြီးတော့ချိုးချိုးတဲ့တဲ့အထက်ကမဟုတ်လာဘူးဆိုတာမြင်တာနဲ့သိသာလာတယ်ကျွန်တော်တို့လိုအပ်တာတွေဝယ်ဖို့တက်ကရစ်ရဲ့ဆိုင်ကယ်ကြီးကိုထုတ်လာခဲ့တယ် CBR 150အမျိုးအစားဆိုင်ကယ်နဲ့နေကမျက်မှန်တက်ထားတဲ့တက်ကရစ်ကိုကြည့်ပြီးတော့ကျွန်တော်ပြုံးလိုက်မိတယ်ဘာပြုံးတာလဲကွာလာမြန်တက်ကျွန်တော်လည်းဆိုင်ကယ်ပေါ်တက်ခွာလိုက်ပြီးတော့အကိုပုံစံကလေကောင်မလေးတွေသဘောကျမဲ့ပုံစံဗျာကြီးသားရှိပြီလားကြီးသားလားထားကြမှာကွာအကိုမှလှုပ်ရှားရှိသေးတယ်ကွာကြီးသားထားဖို့စိတ်မကူးသေးပါဆိုင်ကယ်လေးဟာမြို့ထဲကိုဥတီပြီးထွက်လာတယ်တက်ကရစ်ကဆိုင်ကယ်မောင်းတော်တော်ကျွမ်းကျင်ပြီးတော့မောင်းတာလည်းညှင်းသားတယ်မြို့ထဲမဝင်ခင်တည်းကသူ့ဆိုင်ကယ်ကိုမြင်တာနဲ့တစ်ဖက်လမ်းကနေဆိုင်ကယ်မီးတောက်ပြသူတွေနဲ့
လက်ပြနှုတ်ဆက်သူတွေအများကြီးတွေ့ရတယ်ထူးဆန်းတာကတော့အဲ့ဒီလူတွေကမိမချောလေးတွေဖြစ်နေတာပဲတက်ကရိတ်ကဆိုင်ကယ်ဟွန်းကိုတစ်ချက်စီတီးပြီးပြန်နှုတ်ဆက်တယ်မြို့ထဲကစတိုးဆိုင်ရှိမှရက်လိုက်တာနဲ့ဆိုင်ကဝန်ထမ်းကောင်မလေးတွေပြပြသလဲထလာကြတယ်ဘာလို့လဲကိုလေးသမီးဘာပြပေးရမလဲအကိုအတွက်လာဝယ်တာမဟုတ်ပါဘူးအကိုအသည့်အတွက်လိုတာတွေလာဝယ်ပေးတာသူလိုတာပြပေးလိုက်တော့တက်ကရိတ်ကပြောနေတယ်ဆိုင်ထဲကနေပြီးတော့မိမပြိုတူရဲ့အတန်ထွက်လာခဲ့တယ်ဟဲ့ကောင်မလေးတွေအေးဘူးတွေသွားယူကန်ငါမောင်လေးတက်ကရိတ်ကိုယ်တိုင်လာဝယ်တာဆိုတော့ငါဆိုင်တော့လက်ကောင်းပြီဟေးဖြည်းဖြည်းရွေးပေးလိုက်နော်တက်ကရိတ်ကပြုံးလိုက်ပြီးတော့ဟာနီမင်းလိုတာတွေသာဝင်ကြည့်ကွာဒီဆိုင်မှာမရရင်နောက်တစ်ဆိုင်ရှိသေးတယ်ကွာဒီဆိုင်ကဈေးသက်တာလို့အရင်လာပို့ပေးတာကျွန်တော်တို့နှစ်ယောက်ဆိုင်ထဲကိုဝင်လိုက်တာနဲ့ဆိုင်ထဲကိုမိန်းကလေးတချို့လိုက်ဝင်လာပြီးတော့ဟိုကြီးတီလုံနေတယ်တက်ကရိတ်ကထိုင်ကုန်အလွတ်တစ်ခုမှဝင်ထိုင်ပြီးတော့ဆိုင်ရှင်မိန်းမပြိုတိုက်တဲ့အေးကိုအသားအရဖွင့်တောက်တယ်သူတို့မရောက်ခင်တော့ဝယ်သူတိတ်မရှိတဲ့ဆိုင်ကတိတ်မကြခင်ချိန်မှာပဲဝယ်သူတွေများလာတော့တယ်ဆိုင်ထဲကိုဝင်လာတဲ့မိန်းမလာတချို့ကတက်ကရိတ်ကိုကွက်ကြီးလုံနေတာကြောင့်ဆိုင်ရှင်အမကရွှေးလေညီမလေးတို့ဘာလို့လဲအဝတ်စားတစ်တွေလည်းရောက်တယ်ညီမနဲ့ဆိုလိုက်မှာဆိုင်ရှင်ကကျွန်တော်မေးတဲ့ပစ္စည်းကိုအရင်မရှာဘဲနဲ့နောက်မှရောက်တဲ့မိန်းကလေးများတော့ပစ္စည်းတွေထိုးရောက်နေတယ်မိန်းကလေးတွေကလည်းပစ္စည်းကိုတေးသေးချာချာမကြည့်ကြဘဲနဲ့တက်ကရိတ်ကိုသာကြည့်ပြီးတော့ဝယ်တဲ့လူကဝယ်တယ်မဝယ်တဲ့လူကလည်းမဝယ်ဘူးတော်တော်လေးကြာလာတော့ကျွန်တော်လည်းစိတ်မရှိတော့ဘဲနဲ့အမကျွန်တော်မေးထားတယ်တယောက်အိဖြာနဲ့စောင်းချင်အောင်ခေါင်းနဲ့မရသေးဘူးလားမရရင်လည်းတခြားဆိုင်သွားတော့မယ်ဗျာမဟုတ်တာမောင်လေးရဲ့ဆိုင်မှာပစ္စည်းစုံရှိပါတယ်ငါမောင်တို့တေးသေးချာချာရွေးပေးနေလို့ကြားနေတာပါဒီလိုလုပ်လေမောင်လေးတက်ကရိတ်ပေးမှာခဏထိုင်နေလိုက်ပစ္စည်းတွေစုံတာနဲ့အမပြောမယ်ဟုတ်ပြီလားကျွန်တော်လည်းတက်ကရိတ်ပေးမှာဝင်ထိုင်တော့ဆိုင်ထဲမှာပစ္စည်းဝင်ဝဲတဲ့ကောင်မလေးတွေကဘာလဲဆိုတဲ့အကြည့်နဲ့ကြည့်ကြတယ်ကျွန်တော်ကလည်းဂိမ်းမဆိုင်ပဲနဲ့ခက်တီတီနဲ့အတော်ကြာထိုင်နေလိုက်တယ်ဆိုင်ထဲမှာလူတော်ပါသွားပြီဆိုမှဆိုင်ရှင်ကပစ္စည်းတွေကိုယူလာပေးတယ်ဒီလိုပဲမောင်လေးရဲ့အမတို့ဆိုင်ကိုလေတက်ကရိတ်လိုက်မိန်းကလေးပစ္စည်းတွေတော်တော်ရောင်းကောင်းနေအမရဲ့ဆိုင်မှာမဟုတ်ပါဘူးတက်ကရိတ်ထိုင်တဲ့အေးအေးဆိုင်ဆိုရင်လူကိုပြည့်ရောပဲကျွန်တော်လည်းကြားတဲ့ငွေကိုရှင်းပေးပြီးတော့ပစ္စည်းတွေကိုတည်ဖို့လုပ်တယ်အဲ့ခါဆိုင်ရှင်ကအတင်းတားပြီးတော့အမလေးတော့ဒီပစ္စည်းတွေကိုလေအဆောင်ထိပို့ပေးပါမယ်တည်သွားစရာမလိုပါဘူးရှင်ကြားတဲ့ငွေကိုပဲရှင်းပေးခဲ့ပါပစ္စည်းတစ်ခုမှမလိုသေးရအောင်စိတ်သာချကျွန်တော်လည်းကြားတဲ့ငွေကိုရှင်းပြီးတဲ့အခါတက်ကရိတ်ကဆိုင်ရှင်ကိုနှုတ်ဆက်ပြီးပြင်ကိုထွက်လိုက်တယ်ကျွန်တော်လည်းဆိုင်ကယ်အနောက်ကနေတက်လိုက်တော့မိန်းကလေးတချို့အားကြတဲ့မျက်လုံးတွေကိုမြင်လိုက်ရတယ်အကိုသာတစ်ချက်ပြုံးပြလိုက်ရင်လေဒီနားမှာရင်တိုင်းမှုတွေဖြစ်ကုန်မလားပဲဆိုင်ကယ်မောင်းနေမှာပြုံးပြနိုင်တော့ကျွန်တော်ကစလိုက်တော့တက်ကရိတ်ကဆိုင်ကယ်ကိုဆက်မောင်းပြီးထွက်လာခဲ့လိုက်တယ်ကျွန်တော်ဝယ်တဲ့ပစ္စည်းတွေကတိတ်မကြခင်မှာပဲသုံးမိန်းတစ်စီးနဲ့လာပို့သွားခဲ့တယ်ကျွန်တော်လည်းအိယာကင်းကိုပြင်ဆင်လိုက်ပြီးနားလိုက်တော့တယ်ညသကောင်ချိန်ရောက်တော့ကျွန်တော်လည်းနိုးထလာခဲ့တယ်အကြောင်းကတော့တက်ကရိတ်ရဲ့အော်ဟစ်တန်ကြောင့်ပဲတက်ကရိတ်လည်းတိတ်မကြခင်မှာပဲလန့်နိုးလာတယ်ပြီးတော့သူကဂရင်မှာငူငူကြီးထိုင်နေတာတွေးလိုက်ရတယ်ဘာအိမ်မဆိုးတွေမတ်လို့လဲကိုရပြောပြလို့ရရင်ပြောပြပေးပါလားကျွန်တော်ကပေးလိုက်တော့တက်ကရိတ်ကသဲလိတ်တလိတ်ကိုဟန်ပါပါနဲ့မင်းညိပြီးတောက်တယ်ပြီးတော့မှအိမ်မက်ကတကယ်ကိုအိမ်မဆိုးပါပဲကွာအိမ်မက်ထဲမှာလေမိန်းမတယောက်လူတွေကဝါးတွေနဲ့ချင်းတစ်ခုလုပ်ပြီးထည့်ထားတယ်ပြီးတော့အဲ့ဒီချင်းကိုချောင်းတစ်ခုရဲ့အလေတွေပြစ်ချလိုက်တယ်ဝါးချင်းထဲမှာပါတဲ့မိန်းမရင်နဲ့မသေးခင်မှာအကိုပြုံးပြသွားတယ်ကွာညီလေးအကိုအဲ့ဒီမြင်ကွင်းကိုလေညတိုင်းအိမ်မက်တယ်အိမ်မက်ထဲမှာဘလို့မှမခံစားနိုင်လို့အသက်ကုန်အော်မိတယ်လန်နိုးလိုက်လဲကွာလူတကိုယ်လုံးကနှုံးချိနေတာပဲအဲ့ဒီအိမ်မက်ကိုလေတိရတ်စတွေကမက်လာတာအခုထိပဲကွာညတိုင်းတရက်မှမပြတ်ဘူးမြဲမက်တယ်မအိပ်ပဲနေရင်တော့မမတ်ဘူးပေါ့ကွာကျွန်တော်လည်းသူပြောပြတာကိုပြန်စဉ်းစားလိုက်တော့အေးမြကိုအောင်မိုင်းကိုယ်တိုင်ရင်းနဲ့တက်ခဲ့တာပြန်မြင်အောင်လာခဲ့တယ်အကိုအဲ့ဒီအိမ်မက်မက်တော့လေအကိုရဲ့ရင်ထဲမှာဘလို့ခံစားရလဲကျွန်တော်ရဲ့စကားကြောင့်တက်ကရိတ်ကမျက်နှာညှိုးကျသွားတယ်စလိတ်ကိုထိုးချိတ်လိုက်ပြီးတော့ညီလေးကိုအကိုရင်ဖွင့်နေတယ်ကွာအကိုအိမ်မက်ထဲကအသက်ခံရတဲ့အမျိုးသမီးဟာအကိုရဲ့အမေးလို့ပဲအကိုထင်တယ်ကွာ
အိမ်မက်မှတ်ပြီးတိုင်းလေအကိုရင်ထဲမှာမကောင်းကွာငိုပဲငိုချင်နေတယ်အကိုအဖိုးဖွားတွေနဲ့အတူနေတော့อ่ะဆိုအဖိုးကိုပြောပြတယ်ကွာအိမ်မက်ထဲကမိန်းမအမေလားဆိုပြီးမေးတော့အဖိုးကမြေးရဲ့အမေကပြန်လာမှာပါဆိုပြီးပဲပြောတယ်အမေဘယ်ကိုထွက်သွားလဲဆိုတာသူတို့လည်းတည်တည်ထားမသိဘူးတဲ့အဖေကိုသွားချတာပဲသူတို့သိတယ်ကြံတာသူတို့တွေဘာမှမသိဘူးအကိုကတော့ကွာအကိုရဲ့အမေပြန်မလာတော့ဘူးလို့ပဲအကိုထင်တယ်အမေကိုနောက်ထပ်တွေ့ရဖို့မလွယ်တော့ပါဘူးကွာကျွန်တော်လည်းတက္ကရာကိုတနာသွားခဲ့ပြီးတော့တက္ကရာကစက်ပြီးပြောပြန်တယ်အိမ်မက်ထဲကမိန်းမအောင်အကိုအမေလိုပဲမှတ်ထားတယ်အမေကိုတတ်တဲ့သူကိုလည်းအကိုလုံးဝမမေ့သူ့မျက်နှာအကိုကောင်းကောင်းမှတ်မိတယ်ဒီတစ်ခေါက်နှစ်ဝက်စားမွေးဝဲပြီးရင်အဲ့ဒီလူကိုလိုက်ရှာမယ်ကွာတွေ့ရင်အမေအတွက်လက်စားချိန်မယ်တက္ကရာကဒေါသတန်ပါတဲ့ငိုးတန်းနဲ့ပြောတာကြောင့်နောင်တယောက်ဘာဆက်ပြောလို့ပြောရမှန်းမသိဖြစ်နေခဲ့သူမှလည်းအောင်မရဲ့အစီရင်ကိုပြီးဆုံးအောင်လုပ်ဖို့ကတက္ကရာကိုကူညီမှဖြစ်မယ်အဲ့ဒါမှသာဇီလာအကိယနတ်ဆိုးကိုထာဝရချုံနှောင်ထားနိုင်မှာဖြစ်တယ်အကိုကျွန်တော်လည်းအကိုကိုပြောပြတရားရှိတယ်ကျွန်တော်မှာအစွမ်းတစ်ခုရှိတယ်ဗျာအစွမ်းကဘာလဲဆိုတော့လူတယောက်ရဲ့အစွဲလန်းအိမ်မက်ကိုကျွန်တော်ကဝင်ကြည့်လို့ရတယ်အကိုနားလည်အောင်ပြောရမယ်ဆိုရင်တော့ဗျာအကိုရဲ့အိမ်မက်ထဲကိုကျွန်တော်ကဝင်လို့ရတယ်ဗျာပြီးတော့လေအကိုအိမ်မက်ထဲကအမျိုးသမီးနဲ့အကိုတို့တီးတဲ့စကားပြောလို့ရအောင်လုပ်ပေးနိုင်တယ်ဟာမင်းဟာဟုတ်ပါမလားကွာအဖြစ်နိုင်တာလေပြောပြန်ပြီကွာကျွန်တော်တကယ်ပြောတာပါကိုရဲ့အကိုမယုံလို့ရှိရင်ပြန်အိတ်လိုက်ကျွန်တော်အကိုရဲ့အိမ်မက်ထဲကိုလာခဲ့မယ်ပြီးတော့လေအကိုတွေးရင်တဲ့လူကိုလိုက်ရှာပေးမယ်တက္ကရာကကျွန်တော်ကိုကြည့်ပြီးတော့မယုံကြည်တဲ့ပုံနဲ့ပြန်အိတ်လိုက်တယ်ကျွန်တော်လည်းသူ့ကရင်မှာတင်မလီခေထိုင်ပြီးတော့အာယုံကိုစူးစိုက်လိုက်တယ်မျက်စိကိုမှိတ်ထားပေမဲ့အခန်းအတွင်းကိုအကုန်မြင်လာရတော့တယ်တက္ကရာကအိမ်မပြောသေးတာကြောင့်ကျွန်တော်ကခဏစောင့်ကြည့်နေလိုက်တယ်တိတ်မကြခင်ချိန်မှာပဲတက္ကရာကအိပ်ပျော်တဲ့အချိန်တွေကိုရောက်သွားပြီးတော့ကျွန်တော်လည်းအိမ်မက်ထဲကိုဝင်လို့ရသွားခဲ့တယ်ကျွန်တော်ကချောင်းတစ်ခုရဲ့ဘေးမှာတက္ကရာနဲ့အတူတူရောက်ရှိနေပြီးတော့သူ့ရဲ့ရှေ့မှာတော့လူတချို့ကလှုပ်ရှုပ်နေခဲ့တယ်ဝါချင်းအောင်တစ်ခုကိုရက်တဲ့လူတွေပြီးတာနဲ့အေးမြကိုခေါ်လာပြီးတော့ချင်းထဲကိုထည့်လိုက်တယ်ပြီးတော့အောင်မိုင်းနဲ့စကားနဲ့ပြောတယ်စကားနဲ့ပြောပြီးတော့အေးမြကိုလှေနဲ့ချောင်းလေကိုခေါ်ပြီးတော့ဝါလုံးတစ်လုံးနဲ့ချောင်းနဲ့ထိုးဆိုင်ပြီးအေးမြကိုထည့်ထားတဲ့ချင်းကြီးကိုစွတ်ချလိုက်တော့တယ်ဘေးနာတက္ကရာကအော်ဖို့ပြေးနေတာကြောင့်ကျွန်တော်ကပါဇက်ကိုလက်နဲ့လှမ်းပိတ်လိုက်ရတယ်အကိုစိတ်ကိုထိန်းတာစိတ်ကိုထိန်းအကိုအခုနေអော်လိုက်လို့ရှင်အိမ်မက်ကနေလမ်းနှိုးသွားလိမ့်မယ်တက္ကရာကကျွန်တော်ကိုမြင်တော့လန့်သွားတယ်ဟေးညီလေးကတကယ်ကြီးအိမ်မက်ထဲကိုဝင်လာတာပဲအဲ့ဒါဆိုလို့ရှင်အကိုအမေကိုကယ်ပေးပါကွာသူသေတော့မယ်ခဏနေပါအောင်ကိုရာအကိုအမေနဲ့စကားပြောလို့ရအောင်စီစဉ်ပေးပါမယ်အခုတော့စိတ်ရှိရှိနဲ့စောင့်ပါသူတို့နှစ်ယောက်စောင့်နေတော့မှပဲလူတွေကအသီးသီးပြန်ကုန်ကြတယ်အောင်မိုင်းဝါတုံနဲ့စံထွားတို့၃ယောက်သာကြံခဲ့ပြီးတော့ခဏနေတော့သူတို့၃ယောက်လည်းထွက်သွားခဲ့တယ်တိတ်မကြခင်မှာပဲချောင်းရည်ကငိမ့်ကျသွားပြီးတော့နောက်ဆုံးရေပွက်နဲ့တူအေးမြရဲ့ဝိညာဉ်ထွက်လာတာမြင်လိုက်ရတယ်ဝိညာဉ်ကအောင်မိုင်းတို့နောက်ကိုလိုက်သွားဖို့ပြင်နေတာကြောင့်ကျွန်တော်ကလှမ်းခေါ်လိုက်တယ်အေးမြကျွန်တော်နဲ့တက္ကရာကိုတလှည့်စီကြည့်ပြီးတော့အနားကိုရောက်လာတယ်ကျမကိုခေါ်တာဘသူတွေလဲရှင်းလို့ကျမကိုသိလို့လားကျွန်တော်ကတက္ကရာရဲ့ပခုံးကိုဖတ်လိုက်ပြီးတော့သူကတက္ကရာလို့ခေါ်ပါတယ်မအေးမြရဲ့သားပါတက္ကရာဟုတ်လားရှင်တက္ကရာထုံးဆိုတဲ့သားလေးလားတက္ကရာကဒူးထောက်လိုက်ပြီးတော့မျက်ရည်တွေစီးကြပြီဟုတ်ပါတယ်မေရဲ့သားရှင်တက္ကရာထုံးပါအမေဘလို့ဖြစ်ရတာလဲအမေသားကိုပြောပြပါအောင်အဲ့ဒီချိန်အေးမြကတက္ကရာကိုကြည့်ပြီးတော့ငါသားလေးကချောလိုက်တာအမေကိုသတိရနေတယ်ပေါ့လေဟုတ်လားငါသားသတိရတာပေါ့အမေညာတိုင်းအိမ်မက်တိုင်းပါလေအမေအသက်ခံရတာကိုကြည့်ပြီးတော့ညစဉ်ညတိုင်းငိုနေခဲ့ရတာအမေကိုတတ်တဲ့လူကဘာလုပ်လဲသားပြန်တတ်မယ်ဒီမဲ့သားအမေသားကလေအမေကိုရှာတင်လို့ရှင်ဣပြာကမှရွာကိုရှာပါအဲ့ဒါဆိုရင်အမေကိုတွေ့ရမယ်အမေသွားတော့မယ်သားရဲ့အမေရဲ့ဝိညာဉ်ကလေကိုတင်ချိုင်းသားမှာဓာအဆောင်နေနဲ့လှုပ်ပေးရအောင်မယ်အမေကိုတွေ့ကျင်လို့ရှင်ဣပြာကမှရွာကိုလာခဲ့ပါနော်အမေသွားပြီသားရဲ့အေးမြရဲ့ဝိညာဉ်ကတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့တယ်တက္ကရာကဒူးထောင်းနေနဲ့
အားရပါရငိုကြွေးနေခဲ့တယ်ကျွန်တော်လည်းမျက်လုံးကိုဖွင့်ပြီးတော့ထာယာမထပြီးတက်ကရစ်ကိုနှိုးလိုက်တယ်အကိုသတိထားပါအောင်ဗျာတက်ကရစ်ကနိုးလာပြီးတော့လက်သီးကိုချစ်ချစ်ပအောင်ဆုပ်ပြီးငါအမေကိုရအောင်ရှာမယ်အခုရှာမယ့်နေရာသိပြီဆိုတော့မနှက်ဖန်စပြီးစုံစမ်းမယ်ဣဘိယကမှရွာကိုရှာတွေ့လို့ရှင်အမေကိုသွားရှာမယ်ဟိုလူရဲ့လက်ထက်ကနေရအောင်ကဲခဲ့မယ်ကွာအကိုကိုကူညီတဲ့အတွက်ညီလေးကိုကျေးဇူးတင်ပါတယ်အကိုထွက်သွားတဲ့ခါကျရင်အကိုရဲ့ပစ္စည်းတွေအကုန်လုံးညီလေးပဲယူလိုက်အဆောင်ကလည်းနောက်ထပ်6လလောက်ထိပေးတယ်မလို့ဘူးဆိုတော့ငါညီတယောက်တည်းအေးအေးဆေးဆေးနေလို့ရတာပေါ့ကျွန်တော်လည်းပြုံးလိုက်ပြီးတော့တက်ကရစ်ကိုပြောပြလိုက်တယ်ဣဘိယကမှရွာဆိုတာအကိုတယောက်တည်းစုံစမ်းလို့ရမှာမဟုတ်ဘူးဗျာပြီးတော့လေရွာရှိတဲ့နေရာတွေ့ရင်တော့အကိုဝင်ဖို့မလွယ်ဘူးလိုအပ်တာတွေပြင်ဆင်ဖို့လိုလိမ့်မယ်နောက်ပြီးတော့ဒီလမ်းခီးမှာကျွန်တော်ပါလိုက်ခဲ့မှာမို့လို့အကိုရဲ့ပစ္စည်းတွေကိုဒီတိုင်းသာထားခဲ့ပါဒါဆိုရင်ညီလေးဟာဣဘိယကမှရွာကိုသိတယ်ပေါ့သိပါတယ်ကိုဒါပေမဲ့ကျွန်တော်ကနေရာပဲသိတာရွာထဲကိုဝင်ဖို့အတွက်လောကီပညာနဲ့စီရင်ထားတာတွေရှိတယ်အဲ့ဒါတွေကိုကြော်ဖြတ်ဖို့အကုတ်မှာလိုအပ်တဲ့ပညာတွေသင်ဖို့လုပ်ရအောင်မယ်ဒီတော့ကျွန်တော်2ရက်3ရက်လောက်အချိန်ပေးပါဗျာအကုတ်ပညာသင်ဖို့အတွက်အစဉ်ပြေအောင်စီစဉ်ရအောင်မယ်တက်ကရစ်ကကျွန်တော်ကိုကြည့်ပြီးတော့လိုအပ်တာတွေအကုန်လုံးသင်မယ်ညီလေးဟာညီလေးကိုလည်းအကိုယုံတယ်အကိုအမေကိုလေအကိုရအောင်ကဲမှာငါညီကလည်းအကိုကိုသာကူညီပေးအမေကိုကဲပြီးလို့ရှင်အကိုပိုင်ဆိုင်တဲ့ဘိုးဘွားမွေတွေအားလုံးတဝက်ခွဲပေးမယ်ကျွန်တော်ကဂိမ်းမူးနေရအစားထိုးမဲ့ဟာစီကိုလည်းရှာဖွေပြီးခဲ့တယ်လို့အေးမြရဲ့သားဖြစ်တဲ့တက်ကရစ်ကိုလည်းရအောင်ရှာဖွေခဲ့ပြီးဖြစ်တယ်နောက်တစ်နေ့ရောက်တော့ကျွန်တော်နိုးလာတာနဲ့တက်ကရစ်ကိုမတွေ့ရတော့မနက်စာဖြစ်မွေးငါးတစ်ပွဲကိုဂရင်ဘေးကခုံပူလေးမှာတင်ပေးထားတာမြင်ရတယ်ကျွန်တော်လည်းမျက်နှာသိရေးချိုးပြီးတော့အခန်းထဲပြန်ဝင်လာတော့တက်ကရစ်ပြန်ရောက်နေခဲ့ပြီညီလေးအကိုဘာတွေသိရမလဲတင်ပေးပါကွာကျွန်တော်လည်းမသိသေးဘူးဗျာတင်ပေးမဲ့လူရှာအောင်မယ်တိတ်မလောပါနဲ့ကိုဗျာလောရင်အမှားပါတတ်တယ်တက်ကရစ်လည်းကျွန်တော်စကားကြတော့ခေါင်းငိမ့်ပြတယ်အကိုမြေပုံတစ်ခုသွားဝယ်လာတယ်ကွာဣဘိယကမှရွာဆိုတာဘယ်နားမှာရှိတာလဲအကိုရှာတာရှာလို့မတွေ့ဖြည်းဖြည်းပေါ့ကိုဗျာကျွန်တော်အမြင်ရတော့လေအကိုကစိတ်ရမ်းလောနေပြီကျွန်တော်အခုချိန်အကိုကိုပြလိုက်အကိုကတယောက်တည်းထွက်သွားဖို့များတယ်ဗျာဒီတော့အကိုတချို့အကြောင်းအရာတွေသိရအောင်လို့ညကြရင်ကျွန်တော်ပြပေးမယ်ဟုတ်ပြီလားကျွန်တော်လည်းစိတ်လောနေတဲ့တက်ကရစ်ကိုအချိုတက်လိုက်ရတယ်တက်ကရစ်ရဲ့ပုံစံကအခုချက်ချင်းထားသွားတော့မဲ့ပုံစံရှိနေတယ်တက်ကရစ်ကိုကြည့်ရတာတနေကုန်ကနာမနေဖြစ်နေတာကြောင့်ကျွန်တော်လည်းစိတ်ပူမိသွားတယ်အဲ့ဒါကြောင့်သူ့ကိုပြသင်းပြလိုက်တာတချို့ပြရတော့မယ်လို့တွေးမိလိုက်တယ်ညနေနေဆောင်တာနဲ့ကျွန်တော်ကအခန်းတကားကိုကြက်ချလိုက်တယ်အကိုဂရင်ပေါ်မှာလှဲနေပါကျွန်တော်အကိုကိုပြစရာလေးတွေရှိတယ်တက်ကရစ်ကလှဲအိတ်လိုက်တာနဲ့ကျွန်တော်ကလည်းသူ့ရဲ့ဂရင်မှာပဲလှဲအိတ်လိုက်တယ်ပြီးတော့စိတ်ကိုစူးသီးပြီးတင်းငင်အောင်ထိတ်လိုက်တယ်ကျွန်တော်ရဲ့နန်းခန္ဓာကအပြင်ကိုထွက်လာတာနဲ့တက်ကရစ်ရဲ့လက်ကိုခတ်ဆက်ဆက်ရိုက်လိုက်တာတက်ကရစ်ရဲ့နန်းကရုပ်ကနေခွာလာခဲ့တယ်တက်ကရစ်ကသူ့ရုပ်ကိုသူပြန်ငုံကြည့်ပြီးတော့အကိုကသေသွားတာလားညီလေးမသေပါဘူးကိုအကိုကိုပြမယ်ဆိုတဲ့အရာတွေကနန်းခန္ဓာနဲ့ပြလို့မရတဲ့အရာတွေဖြစ်နေလို့အခုလိုလှုပ်လိုက်ရတာပါကဲသွားကြမယ်ကိုရာကျွန်တော်လည်းဒီနာဝင်းကျင်ကိုတိတ်ပြီးမသိသေးတော့ခက်ဝဲသွားလို့မရသေးဘူးအနီးနားကိုပဲလိုက်ကြည့်ကြတာပေါ့ကျွန်တော်လည်းတက်ကရစ်ကိုခေါ်ပြီးတော့အဆောင်ကနေထွက်လာခဲ့တယ်ညနေဆောင်ဖြစ်တာကြောင့်နေရောင်ကဝင်းလူဝင်ခဲ့ဖြစ်နေပြီတချို့အဆောင်တွေကမီးတွေတောင်ဖွင့်ထားကြပါပြီသူတို့နှစ်ယောက်ထွက်လာတာကိုတာမန်လူတွေကမမြင်ရဘူးတက်ကရစ်ကအပြင်ရောက်တာနဲ့အံ့ဩနေခဲ့ထူးဆန်းလိုက်တာကွာဒီလိုမျိုးတွေရှိတယ်ဆိုတော့သိပေမဲ့လေအခုလိုကြုံတွေ့ရလိမ့်မယ်လို့အကိုမထင်တော့ဘူးသူတို့နှစ်ယောက်နေတဲ့အဆောင်ဆိုတာမုံရတက္ကသိုလ်ဖွင့်မှာစီကားလာတဲ့နေရာဖြစ်တယ်တက္ကသိုလ်သွားတဲ့လမ်းမကြီးဘေးကလဲကွက်တွေကိုအကွက်ရိုက်ပြီးတော့လူနေလို့ရတဲ့အဆောင်တွေဖြစ်ဖွင့်ထားခြင်းဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ကဟိုဒီကြည့်ပြီးတော့အတော်ဝေးဝေးမှမြင်ရတယ်တစ်ပင်ကြီးရှိရာကိုတက်ကရစ်ကိုခေါ်ပြီးသွားလိုက်တယ်အပင်ကြီးမှာတော့တရေတွေနာနာဘွားတွေရှိနေပြီသူတို့တွေအပင်နားကိုရောက်တာနဲ့ခလန်းလန်းကိုထွက်ပြေးကုန်တယ်အတော်အသင့်တက်တန်းချင်းနဲ့တရေတချို့သာကြံနေခဲ့ပြီးတော့သူတို့နှစ်ယောက်ကိုမကြည့်သလိုကြည့်ကြတယ်ဟိုတရေကောင်လာခဲ့ဦးကျွန်တော်ခေါ်လိုက်တော့တရေတချို့ကမျက်နှာလွှဲနေဟဲ့ကောင်ခေါ်နေလေကွာမကြောက်လားအ
အတန်မာနဲ့អော်လိုက်မှာပဲအဲ့ဒီတရေကမရဲတရေအနာတုတ်ကလာတယ်အဲ့ဒီတရေကိုကျွန်တော်ကကြည့်ပြီးတော့ဒီနားမှာပညာပြိုင်တာတွေကိုဘာမှလုပ်လဲဘယ်အချိန်တွေမှာလုပ်တတ်လဲတရေကောင်ကတစ်ချက်စဉ်းစားလိုက်ပြီဟိုဘက်လည်း9ခွက်လောက်ကြော်လို့ရှိရင်တောတန်းလေးတစ်ခုရှိတယ်အဲ့ဒီမှာပညာပြိုင်တာတွေလုပ်ကြတယ်အချိန်ကတော့သေချာမသိဘူးသူတို့ပြိုင်နေတဲ့အချိန်ပြိုင်တာပဲအခါလေးနေကင်းကြီးလည်းချလို့ချနေရပဲကျွန်တော်ကပြုံးလိုက်ပြီးတော့ရပြီလေသွားတော့ဒါနဲ့မင်းကကျွတ်လို့ဖို့မနီးသေးဘူးလားမနီးသေးဘူးထင်တာပဲအခုထိဘာမှမကြသေးဘူးကျွန်တော်ကတက်ကလေးကိုဆွဲခေါ်ပြီးတော့တရေညွန်ပြတဲ့ဘက်ထွက်လာခဲ့လိုက်တယ်လေ9ဧကလောက်ကိုကြော်ပြီးတဲ့အချိန်မြင်လိုက်ရတဲ့တောတန်းလေးကိုဥတီသွားလိုက်တော့ထိုတောတန်းလေးမှာအုတ်ဂူဟောင်းနှလုံးကိုဥစွာမြင်လိုက်ရတယ်မြို့ကြီးပြကြီးတွေမှာသာအုတ်ဂူတွေတင်းကြိုင်းနေဆိုတာရှားတာနေတွေမှာတော့တချို့တွေကခြံထဲမှာတော့အုတ်ဂူလုပ်ပြီးထားရတာရှိတတ်တယ်အခုလိုလဲကွက်ထဲမှာအုတ်ဂူဆောက်ထားတယ်ဆိုတာအတော်များများမှာရှိကြပါသေးတယ်ကျွန်တော်ကအုတ်ဂူလုံးပေါ်မှာထိုင်လိုက်ပြီးပြောလိုက်တယ်ဟေးလူထွက်ခဲ့ရောမေးရလေးရှိလို့ကျွန်တော်စကားဆုံးမှာဝိညာဉ်တကောင်ပေါ်လာခဲ့တယ်ခေါင်းမောင်းနဲ့ပိုးပစိုးကြာကြာနာနာဝက်ထားတဲ့လူကြီးကထွက်လာပြီးတော့ဘာကိစ္စရှိလို့တော့ကွာငါအေးဆေးဆေးနားနေတာဘာလာရှော့ကြပြန်ပြီတော့ဘူးဆက်ဆက်အမေးကြောင်ကျွန်တော်ကပြုံးလိုက်ပြီးတော့ဒီကပညာပြိုင်ကွင်းမှာအကြီးဆုံးလူကိုခေါ်ပေးတာမှာမေးစရာလေးရှိတော့ကျွန်တော်ရဲ့အမိတ်စကားကြောင့်အဲ့ဒီလူကြီးကစိတ်တူသွားပြီးတော့အောင်မမင်းကဘာကောင်မို့လို့အမိတ်လာပေးနေရတော့ငါကဘာလို့မင်းခေါ်ခိုင်းလဲခေါ်ပေးရမှာလဲကျွန်တော်လည်းဘာမှမပြောတော့ဘဲနဲ့လက်တစ်ဖက်ကိုမြှောက်ပြီးတော့အုတ်ကူကိုလက်ဝါးနဲ့ရိုက်ချလိုက်တယ်လက်ဝါးရိုက်ချက်ထီးသွားတဲ့နေရာမီးတောက်တချို့ထွက်လာပြီးတော့အုတ်ကူမှာကန့်ညိနေတဲ့ရေညှိတွေပြာကျသွားတယ်အဲ့ဒီခါမှလူကြီးကမျက်နှာပြတ်သွားပြီးတော့ခဏလေးစောင့်ကွာအခုသွားခေါ်ပေးမယ်ခဏကြာတော့ထမိန်တူတူဝစ်ထားတဲ့မိန်းမ3ယောက်နဲ့အတူပြန်ရောက်လာခဲ့တယ်အဲ့ဒီမိန်းမ3ယောက်ကကျွန်တော်ကိုတလဲတက်ကရစ်ကိုတလဲကြည့်ပြီးအံ့ဩသွားတယ်မိန်းမ3ယောက်ကတက်ကရစ်နားကိုကတ်လိုက်ပြီးတော့မောင်လေးဘလို့ဖြစ်သွားတာတော့နင်းကဝိညာဉ်လွှင့်တတ်နေပြီလားမိန်းမ3ယောက်ရဲ့မိကိုတက်ကရစ်ကဘာမှပြန်မဖြစ်ဘူးကျွန်တော်ကလမ်းညှိုးထုတ်ပြတယ်ဟဲ့ကောင်ဘာကိစ္စနဲ့တက်ကရစ်လေးကိုဝိညာဉ်ထုတ်လာတော့သူ့ကိုနင်းဘာလုပ်လိုက်ပြီလဲကျွန်တော်ဘာမှမလုပ်ပါဘူးဗျာအကိုထိခံမလုပ်ဖို့ရည်ရွယ်ချက်မရှိပါဘူးသူ့ကိုပညာတချို့သင်ပေးဖို့လာဆုံးသန်းတာခမည်းတော်မေးမှာသိကျင်တာသိရမှာမဟုတ်လားအဲ့ဒါကြောင့်သူ့ကိုပါခေါ်လာခဲ့တာမိန်းမ3ယောက်ကကျွန်တော်ကိုတလဲတက်ကရစ်ကိုတလဲစီကြည့်ပြီးတော့ငါမောင်လေးတို့ဟဲ့စုံကုတ်ဝေတက်တယ်တင်မပေးပါနဲ့သူ့ခမည်းချောချောလှလှလေးနဲ့မတော်လို့ပညာသေးနဲ့တိန်းသောဖြစ်သွားရင်ဘယ်လိုလုပ်မလဲအဲ့ဒါကိုခမည်းတော်စိတ်ပူစရာမလိုပါဘူးတင်ပေးမဲ့လူကသာစိတ်ပူရမှာတင်ပေးမဲ့လူကပညာအဆင့်နေနေတန်ပြန်ထိနိုင်တယ်ဟဲ့ဘယ်လိုလုပ်ဖြစ်နိုင်မှာတော့မယုံဆိုရင်စမ်းကြည့်လေဗျာခမည်းတော်အတိုက်တစ်ခုတော့လှုပ်ကြည့်ပါလားအခုတက်ကြဘာမှစိတ်မပူနဲ့ကျွန်တော်ပြောတာကိုယုံသူတို့ရဲ့အရှိမစိတ်ကိုအေးထားပြီးမတက်ရက်နေပေးလိုက်ပါအဲ့ဒါမှသူတို့တွေသိမှာဗျာတက်ကရစ်ကကျွန်တော်ကိုအကျွင်းမဲ့ယုံကြည်တယ်အဲ့ဒါကြောင့်မိန်းမ3ယောက်ရှေ့ကိုသွားပြီးတော့မတ်တက်ရက်လက်ပိုက်နေလိုက်တယ်အသက်နည်းနည်းကြီးဟန်တူးတဲ့မိန်းမတယောက်ကဒါဆိုလို့ရှိရင်အမနည်းနည်းစမ်းမယ်နော်မောင်လေးအခုခုဖြစ်အမကိုစိတ်မဆိုးပါနဲ့အဲ့ဒါလိုပြောပြီးတော့တက်ကရစ်ရှိရဘက်ကိုလက်ကိုဝှေ့ရမ်းလိုက်တယ်မြေမှုန့်တချို့ကလွင့်ပြန်လာပြီးတော့တက်ကရစ်ကိုထိမှန်သွားတယ်တက်ကရစ်ကလာထီးတဲ့မြေမှုန့်တွေကိုခါချလိုက်တော့ပြစ်လိုက်တဲ့မိန်းမကအံ့ဩသွားတယ်အဲ့ဒီနောက်ကြံနေတဲ့မိန်းမ2ယောက်ထဲကတစ်ယောက်ကမြေကြီးကိုခြေထောက်လိုက်တာမြေကြီးထဲကနေပလူတွေကဝဲကြော်လိုပြန်တက်လာတယ်အကောင်ပေါင်းများစွာရှိတဲ့ပလူတွေကတက်ကရစ်ရှိရကိုတိုးဝင်သွားပြီးတော့ဝိုင်းပတ်နေတဲ့ချိန်မှာပဲပလူတွေအားလုံးကမြေမှုန့်အဖြစ်ပြောင်းပြီးတော့လေနဲ့အတူလွင့်ဆင်သွားတယ်နောက်ဆုံးကျန်တဲ့မိန်းမကသပင်တချို့ကိုနှုတ်ပြီးတော့မြေပေါ်ကိုပစ်ချလိုက်တာသပင်တွေကမွေတွေဖြစ်ကုန်ပြီးတော့တက်ကရစ်ကိုပောက်ဖို့ပြေးဝင်လာတယ်ဟေးမွေကိုက်လို့တင်တာဝန်မြူးနော်ဟာတက်ကရစ်ကဒီအတိုက်ကိုမခံနိုင်ဘူးလားမခံနိုင်လဲမြန်မြန်ပြောငါပြန်သိမ့်မလို့အကိုတက်ကရစ်ကဒီအတိုက်လောက်ကိုဘာမှမဖြစ်ပါဘူးခမရကိုတန်မြန်ထိမှဆိုလို့ပြောနေတာကျွန်တော်ရဲ့စကားကိုမိမသုံးကရီးလိုက်ပြီးတော့မွေအတိုက်ကိုပြန်မသိမ့်ခဲ့ဘူးမွေတွေကတက်ကရစ်နားကိုရောက်ပြီးတော့ခြေထောက်ကိုကိုက်ခဲ့တယ်ဒါပေမဲ့ကိုက်တဲ့မွေတွေသာပြားဖြစ်ပြောင်းသွားတယ်တက်ကရစ်ကတော့ဘာမှမဖြစ်ဘူးသူ့ကိုယ်သူလည်းအံ့ဩနေပုံရတယ်
မွေသိုးတွေကြိုက်တာတော့ဘာမှမဖြစ်တဲ့ပြင်ကြိုက်တဲ့မွေတွေသာပြာဖြစ်ကုန်တော့မြင်တော့တက်ကလေးကကျွန်တော်ဘက်ကိုလှည့်ကြည့်ပြီးပြုံးတယ်အဲ့ဒီအချိန်မှာပဲအတိုက်လွတ်လိုက်တဲ့မိမကအံ့ဩနေရင်းနဲ့ခွေလဲကျသွားတယ်ကျန်တဲ့မိမနှစ်ယောက်ကလဲကျသွားတဲ့မိမကိုထူပြီးခန္ဓာကိုယ်ကိုစစ်ဆေးကြည့်တော့မွေသိပ်တက်နေမှတိလိုက်ရတယ်ဟဲ့လောက်ကြပါအောင်ဟဲ့မွေသိပ်ပြန်ချမှဖြစ်မယ်လှုပ်နင်းရဲ့ပညာနဲ့ငါပညာပေါင်းပြီးအမြန်ကူးမှဖြစ်မယ်မိမနှစ်ယောက်လည်းပြပြသလဲကူးလိုက်တော့မှပဲမွေတိုက်လွတ်တဲ့မိမအသက်ချမ်းသာရရခဲ့တယ်ထတော့မထနိုင်သေးဘူးမြေပေါ်မှာပဲထိုင်ပြီးကြောက်လန့်နေခဲ့ကျွန်တော်မပြောဘူးလားဝေကြိုက်လို့တင်တာဝန်မယူပါဘူးလို့အခုတော့သိပြီမှလားမိမ၃ယောက်လည်းတက်ကရစ်ကိုကြည့်ပြီးတော့ဒါကဘလို့ပညာမျိုးစားလဲသူ့မှာလည်းပညာတဲ့ဟဲ့ဟန်မရှိပါဘူးဘလို့တွေဖြစ်ကုန်တာလဲကျွန်တော်ကပြုံးလိုက်ပြီးတော့အဲ့ဒါတွေခဏထားပါဒီနယ်တော့မှာလေပညာဆွမ်းထက်တယ်လို့ဘယ်သူရှိပညာပြိုင်ဖို့မဟုတ်ပါဘူးဗျာလိုအပ်တာတွေသင်ဖို့ပါအကိုတက်ကရစ်ကပညာခံပါလာပြီးသားဗျာဒါပေမဲ့လေဘလို့သုံးရမလဲဆိုတာသူမသိသေးဘူးပြီးတော့သူ့ရဲ့ပညာတွေကိုအစင်းမြင့်နဲ့ပညာတစ်ခုကပိတ်ဆို့ထားပုံရတယ်အဲ့ဒါကိုဖွင့်ထုတ်မှရမယ်ဒါမှပဲအကိုလှုပ်ချင်ရဆက်လုပ်လို့ရမှာဒီတော့ပညာကတော်တော်လေးမြင့်မှဖြစ်လိမ့်မယ်မဟုတ်ရင်ဒုက္ခရောက်သွားနိုင်တယ်ကျွန်တော်ရဲ့စကားကိုမိန်းမ၃ယောက်ကလည်းလက်ခံတယ်သူတို့ကိုယ်တိုင်လည်းခံလိုက်ရတာကိုဗျာအဲ့ဒါကြောင့်သူတို့ရဲ့အချုပ်ဆရာမကြီးထံကိုခေါ်လာခဲ့တယ်ရွာသူတွေရဲ့အချုပ်ကတော့ကဝေမြောက်ဆုံးတစ်ယောက်ဖြစ်နေခဲ့တယ်အသက်50ခန်းရှိပြီးအေးစစ်စစ်နေတတ်ပုံရတယ်သူ့ထံကိုကျွန်တော်တို့ကနန်ခန္ဓာနဲ့ပဲဆက်သွားကြတယ်ကဝေမြောက်ဆုံးရဲ့အိမ်ကတော့မြို့နယ်နမိတ်ရဲ့အလွန်လေးမှာပဲဖြစ်တယ်ကျွန်တော်တို့ရောက်လာတော့ထိုမိမကြီးကတက်ကရစ်ကိုကြည့်ပြီးပြုံးပြတယ်တက်ကရစ်ကလူတော်တော်များများကချစ်ခင်ကျင်လာကြတယ်မသိတဲ့လူတိတ်မရှိဘူးတက်ကရစ်ကခက်တီတီနေတတ်ပေမဲ့အလိုလိုနေနဲ့ချစ်ခင်နေကြတာပဲဖြစ်တယ်မိငယ်တို့ပြောတဲ့အတိုင်းဆိုရင်ငါတူလေးကတခုခုတော့ထူးဆန်းနေတယ်အကြီးကိုယ်တိုင်လည်းဘာဆိုတော့မသိနိုင်ဘူးအဲ့ဒါကြောင့်မလို့အကြီးကဆရာဖြစ်ဖို့အတွက်မတန်ပါဘူးကွယ်ပြီးတော့လေဒီအကြောင်းမိငယ်တို့ကလည်းနှုတ်ပိတ်နေကြအောင်မတော်လို့လူယုံမှာကဝေးနဲ့တွေ့ရင်ငါတူလေးဒုက္ခရောက်နိုင်တယ်အခုခေတ်မှာလဲလေကဝေးတွေရှိနေသေးတော့ကောင်းတဲ့ကဝေးနဲ့မတွေ့ပဲနဲ့ဒုက္ခများမှာဆိုလို့ပြောတာပါဒီလိုလို့အကြီးလေးကမဲတော်တွေကိုတိုင်တယ်ပြီးမေးလိုက်မယ်မနှက်ကြလို့ရှင်လေအကြီးရဲ့အိမ်ကိုလာခဲ့ကြဟုတ်ပြီလားမဲတော်ကြီးရဲ့လမ်းညွှန်ချက်ရမှာဘာဆက်လုပ်ရမလဲဆိုတာစဉ်းစားကြတာပေါ့မနှက်ထိစောင့်ရမလို့ပါဘူးဗျာအခုပင့်လို့ရရင်ပင့်ပေးသားမှာအကြီးမပင့်နိုင်လို့ရှင်တော့မနှက်မှလာလဲဘာမှထူးမှာမဟုတ်ကျွန်တော်ရဲ့စကားကရင်သီးပင်ပဲမိမကြီးကစိတ်မဆိုးဘူးဗျာခပ်ပြုံးပြုံးမူရနိုင်ပဲပြန်ဖြေတယ်အခုပင့်ဆိုတော့လေပင့်ရတာပေါ့ရှင်မရဏဂိမ်းမှုတွေထဲမှာတော်တော်စိတ်မြန်တဲ့ဂိမ်းမှုကိုခုမှပဲတွေ့ဘူးတော့တယ်မိမကြီးရဲ့စကားကိုမိမပြို၃ယောက်ကကြားပြီးလန့်သွားကြတယ်တယောက်ကမရဏဂိမ်းမှုတယောက်ကလည်းသူတို့ရဲ့အချုပ်ဆရာမကြီးတောင်မထိန်နိုင်တဲ့ပညာရှိနေတဲ့တရားနှစ်ယောက်လုံးကလည်းလူငယ်လေးတွေဆိုတော့လန့်ကုန်တာမဆန်းပါဘူးလေမိမကြီးကသူကိုးကွယ်တဲ့ရှင်းမရုပ်ထုကိုအမွေတိုင်းဖျောင်းနိုင်နေထွန်းညှိပြီးပူဇော်လိုက်တယ်လက်ဝဲကိုသိန်းလက်ရကိုသိန်းအခြေရွံများကိုပိုင်ဆိုင်ထားပြီးတော့နတ်ဘုံနန်းနန်းနဲ့တကွာလူသူမရောက်နိုင်တဲ့နေရာမှာနေထိုင်မှာသောနာနာရုပ်ပေါင်းရာထောင်သောမကဖန်သင်းနိုင်ပြီးတော့အသက်ကိုရာထောင်ကြီးဆွဲဆန့်တဲ့အတတ်ပညာတွေနဲ့ကျင့်ကြံနေထိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ကျွန်တော်မျိုးမကိုးကွယ်စိတ်ကရတဲ့မေတော်ကြီးကိုပင့်ဖိတ်ပါတယ်ကျွန်တော်မျိုးမရဲ့ပင့်ဖိတ်တံအရက်ရှစ်မျက်နှာမှာအတားအဆီးအပိတ်ဆို့မရှိသေးပဲနဲ့မေတော်ကြီးရဲ့နားတော်သို့ပေါက်ရောက်ပြီးတော့ကြွချီလာခဲ့ပြီပါသမီးတော်ကြီးကမေတော်ကြီးကိုရိုးရိုးသေးသေးနဲ့ပင့်ဖိတ်ပါတယ်မိမကြီးကရိုးရိုးသေးသေးပင့်ဖိတ်ပြီးတော့ခိတခဏစောင့်နေသေးမှာပဲအမဲရောင်ဝစ်စုံနဲ့အမျိုးသမီးတူကအချွေရန်နေနဲ့ရောက်လာတာကိုမြင်လိုက်ရတယ်တက်ကရစ်ကလည်းထိုအမျိုးသမီးကိုကြည့်ပြီးထိတ်လန့်နေခဲ့တယ်မကြောက်ပါနဲ့ကိုမဲတော်ကလေအကိုဘာမှလုပ်မှာမဟုတ်ပါဘူးကျွန်တော်ကပြောလိုက်ပြီးတော့ဆက်ကြည့်နေလိုက်တယ်မဲတော်ကြီးကိုမိမကြီးနဲ့မိမပြို၃ကရိုသေပေးလိုက်ပြီးတော့ဒီကလေးကိုပညာသင်ပေးနိုင်မယ်ပုဂ္ဂိုလ်တူကိုညွှန်ပြပေးတော်မူပါမဲတော်ကြီးသမီးတော်တို့ရဲ့ပညာအဆင့်နဲ့ဆရာအဖြစ်လက်ခံလို့မသိလို့ပါကြွားရောက်လာတဲ့မဲတော်ကတက်ကရစ်ကိုကြည့်ပြီးတော့တင့်တော်တဲ့ပညာသည်တယောက်ဆေးလွတ်လိုက်မယ်သမီးတော်ဒီကလေးကိုအခြေခံအားစပြီးတည်တည်ချာချာသင်ကြားပေးရမယ်လိုအပ်လာလို့ချင်း
မဲတော်ကိုယ်တိုင်လည်းမနှောကနေဆက်သွယ်ပြီးတင်းပြဆုံးမရမယ်အခုလောလောဆယ်တော့ဒီကလေးကိုရိုသေပေးတောင်ဆုံးမမှဖြစ်တော်မယ်အဲ့ဒါလိုပြောပြီးစိုက်ကြည့်လိုက်တဲ့ချိန်မဲတော်ကြီးရဲ့မျက်လုံးကမီးတောက်တွေထွက်လာပြီးတော့ခိုးငွေတွေလည်းထွက်ပေါ်လာခဲ့တယ်ကျွန်တော်ဘေးနားကတက်ကရစ်ကလည်းစိုက်ကြည့်တာခံလိုက်ရတာနဲ့ချွေးသီးချွေးပေါက်တွေကျလာခဲ့တယ်မသိရင်တော့အလေးပင်မထားရတဲ့ပုံစံမျိုးဖြစ်နေပြီအန်ကိုပါကြိတ်ထားရတယ်အကိုအာခံမနေနဲ့မဲတော်ကြီးကိုမြ мян ရိုသေးပေးလိုက်ဒါမျိုးကတော်ရုံလူရနိုင်တဲ့အခွင့်အရေးမဟုတ်ဘူးကျွန်တော်ပြောလိုက်တာနဲ့တက်ကရစ်ကဒူးတစ်ဖက်ထောက်လိုက်တယ်ပြီးတော့ဥညွတ်ပြီးအတွေ့အကြုံမရှိသေးလို့မသိနားမလဲတော့ခွင့်လွတ်ပါခင်ဗျာကျွန်တော်ကလေဒီလိုလောကရှိတယ်ဆိုတော့ဒီညနေရမှာတီးခဲ့ရလို့ပါမသိနားမလဲတာရှင်သင်ပေးပါအကောင်းဆုံးလေးလားသင်ယူပါမယ်တက်ကရစ်ရဲ့စကားကြောင့်မိမကြီးနဲ့မိမပြိုလေးတွေကလန့်သွားခဲ့တယ်ဟဲ့တူလေမဲတော်ကြီးအဲ့လိုမပြောအောင်လေမဲတော်ကြီးမိမကြီးစကားမဆုံးခင်မှာပဲမဲတော်ကြီးကလက်ကပြတယ်ခလေးကိုမစူပါနဲ့အခုမှမတိနားမလဲတဲ့ခလေးမခွင့်လွတ်ပါတယ်ကဲကဲထားတော့တားငယ်အတွက်လမ်းပြပေးမဲ့ဆရာတယောက်အမေလွတ်လိုက်မယ်တားငယ်ကိုအခြေခံအစပြီးသင်ပေးပါလိမ့်မယ်ပညာဆုံးတော့မှတားငယ်လှုပ်ရှင်အောင်လုပ်ပါအခုတော့အမေပြန်လာအောင်မယ်မဲတော်ကြီးကအပြစ်မြူပဲနဲ့ခက်ပြုံးပြုံးပြောသွားတာကြောင့်မိမကြီးနဲ့မိမပြိုလေးတွေပါးစပ်ဟောင်းသားဖြစ်သွားရတယ်တက်ကရစ်ဆိုတဲ့ကောင်လေးကိုမဲတော်ကြီးကသားသဘက်ဖြစ်လက်ခံလိုက်တဲ့ပြင်လိုအပ်တာတွေပြသမယ်ဆရာတွေလည်းလွတ်ပေးမယ်ဆိုတော့ဒီကောင်လေးရဲ့ရှေ့ရေးကသူတို့ဆုံးကုတ်ဝေလောကမှာတော့အတိုင်းအဆမရှိတိုးတက်နိုင်ခဲ့ပြီဖြစ်တယ်အဲ့ဒါကြောင့်၄ယောက်သားကအတက်နိုင်ဆုံးပြုံးပြီးတော့ငါမောင်တက်ကရစ်လေးအမားတို့မျက်နှာတွေလည်းသိနေပြီဆိုတော့ကြိုက်တဲ့အကူကြီးလာတောင်းသိလားအမားတို့တွေအစမ်းကိုကူညီမယ်နော်သိလားဟုတ်ပါတယ်ငါတို့ရဲ့အကြီးရဲ့အိမ်ကိုလေဝင်ရင်တဲ့အချိန်ဝင်ထွက်ချိန်တဲ့အချိန်ထွက်တကားမရှိဓားမရှိဝင်ထွက်နိုင်ပါတယ်အကြီးရဲ့ပိုင်တဲ့ထဲမှာငါတို့မော်ကြီးဝင်နေလို့ရှင်အကြီးအကြောင်းသိနေရမယ်ဟဲ့ကောင်မလေးနင်တို့တွေလည်းငါတို့လေးကိုရိုးရိုးသေးသေးဆက်ဆံလိုအပ်တာတွေအကုန်ကူညီပေးလိုက်ကြရည်ရည်ရတာတော့မလုံနဲ့နော်မဲခင်းတယ်တခင်မဲရှိတယ်အသက်ဘယ်ကနေထွက်ရမှန်းမသိဖြစ်သွားမယ်မိမကြီးကကျိန်းဝလိုက်တာကြောင့်မိမပြို၃ယောက်လဲလန့်သွားပြီးတော့မလုပ်ရဲပါဘူးဆရာမကြီးရဲ့ကျုပ်တို့ကလေဆရာမကြီးမပြောလဲမောင်လေးကိုအသက်ဆုံးပြီးကူညီမှာပါသူတို့တွေအခြေတင်ပြောနေကြတာကိုတက်ကရစ်ကနားမလဲဘူးကျွန်တော်ကဝင်ပြီးတော့တားရတယ်ကဲတော်ကြတာကျွန်တော်လည်းနားမှာရှိနေမှာဆိုတော့လိုအပ်ရင်ခေါ်လိုက်မယ်ဟုတ်ပြီလားအကိုတက်ကရစ်ပညာမစုံခင်ထိတော့သူ့ကိုကာဝယ်ပေးရမယ်ပြီးတော့ဒီသတင်းကိုလည်းအပြည့်မပေါက်ကြားပါသေးနဲ့အလကားနေနဲ့ပညာပြိုင်နေရမယ်အခုတော့ကျွန်တော်တို့တွေပြန်အောင်မယ်ဗျာအချိန်တော်တော်လင့်နေပြီကျွန်တော်တို့လည်းမိမကြီးအိမ်ကနေပြန်လာခဲ့လိုက်တယ်အခုဆိုရင်တော့တက်ကရစ်အတွက်ပညာလမ်းပြပေးမဲ့ဆရာရောက်လာမှောက်စောင့်မှုသာရှိတော့တယ်သူတို့တွေရဲ့ခန္ဓာကိုယ်ရဲ့ပြန်ဝင်ပြီးတာနဲ့တက်ကရစ်ကမရှင်းတာတွေကိုဒလက်သက်မေးတော့တယ်ညီလေးဟာအခုတော့ဘာမှနားမလဲတော့အခုရှင်းပြပါဦးကွာကျွန်တော်လည်းပြုံးလိုက်ပြီးတော့တောတန်းမှာပရမဆုံးတွေ့တဲ့၃ယောက်ကခြေဆုံးနဲ့မောင်လုံးဆုံးအဆင့်ပဲရှိတယ်ရွာသူထက်တော့နည်းနည်းမြင်တာပေါ့ကိုရသူတို့ရဲ့အချုပ်ဆိုတဲ့မိမကြီးကလည်းစုံတစ်ပိုင်းကိုဝေတစ်ပိုင်းတော့ဖြစ်နေပြီကဝေမြောက်ဆုံးတော့ဖြစ်မယ်ထင်တာပဲနောက်တစ်ဆင့်ဆက်တက်ပြီးကဝေအဆင့်ဖြစ်ပြီကဝေပြီးမှကဝေပြန်ပြီးမှရှင်မပြီးမှကတော့ပြီးမှမဲတော်အဆင့်ကိုရောက်မယ်အကိုအယူသေးပေးရတာမဲတော်အဆင့်ပဲပညာစိတ်ထက်မဲတော်ထဲမှာပါတယ်သူ့ရဲ့ပညာသာအကုန်သုံးရင်လေမြို့ကြီးတစ်မြို့လောက်ကတော့ပြားဖြစ်သွားနိုင်တယ်အဲ့လိုမဲတော်ကြီးကိုယ်တိုင်ဟာတားသဘက်ဖြစ်လက်ခံလိုက်တာဆိုတော့ဟိုမိန်းမတွေလန့်ကုန်တာလည်းမဆမ်းပါဘူးလေနောက်ဆိုလို့ရှိရင်သူတို့ကအကိုမိခိုပြီးနေရမှာအခုလောလောဆယ်တော့သူတို့ကကာဝယ်ပေးမှာပေါ့အကိုပညာသင်ပေးမဲ့လူကလည်းမဲတော်ကြီးပေးနာလက်ယုံတယောက်ဖြစ်လိမ့်မယ်ထင်တယ်ဒါဆိုလို့ရှိရင်အကိုတို့ကသူ့ကိုစောင့်ရမှာပေါ့ဟုတ်တယ်ကိုသူလာတော့မှာပဲအကိုရဲ့ပညာတွေအဆုံးထိသင်ရမယ်ခက်ခဲတာတွေပင်ပန်းတာတွေကြုံရမှာပေါ့လေအကိုလုံနိုင်ပါမလားအမေကိုရအောင်ကယ်ဖို့အကိုကတော့ဘလို့အခက်ခဲပဲလာသင်မယ်ကွာအဲ့ဒါမှအမေကိုတတ်သွားတဲ့လူကိုပြန်ပြီးကလသားချေလို့ရမှာဒါနဲ့ညီလေးရအောင်ဘလို့မျိုးလဲစုံလားကောက်ဝေးလားတခုမှမဟုတ်ပါဘူးကိုရကျွန်တော်ကလေဝိညာဉ်တွေကိုဇမမင်းစီရအောင်ပို့ပေးရတယ်မရဏကိမှုတရားပါပြောရမယ်ဆိုရင်တော့စတုမဟာရဲ့နတ်ငယ်တစ်ပိုင်းလူတစ်ပိုင်းပေါ့အစွမ်းကတော့ထင်သလောက်မရှိပါဘူး
ဒါပေမဲ့လေနတ်မင်းကြီးလေးပါရဲ့အစေပါဆိုတော့နည်းနည်းရှိန်ကြမှာပါအကိုရောညိကိုရိုသေးပေးရမှာလားမလိုပါဘူးကိုရာကျွန်တော်တို့ကတလန်းစီပါအခုကလည်းကြုံရဆုံရလို့လမ်းတူတယ်လို့ပဲမှတ်ပါတခြားကိစ္စတွေတွေးမနေနဲ့အကိုလုံးမဲ့အစီအစဉ်အတွက်ပညာစွမ်းထောက်မယ်ကြိုးစားဒီလောကမှာလေပညာထက်လေကြောက်လေပဲအကိုရာအေးကွာအကိုလဲလေဘလို့ဆရာနဲ့တွေ့မလဲဆိုတာရင်ခုန်နေပြီကွာတင်ပေးမဲ့ဆရာကြီးမြန်မြန်လာပါတော့နောက်နေ့ကစပြီးတော့တက်ကရိတ်ကလိုက်ဖို့သဖြင့်မြို့အနှံ့ရောက်ရှိခဲ့ပြီဖြစ်တယ်တချို့ရက်တွေဆိုရင်တော့ရွာဘက်တွေအထိပါဆေးမိရှောက်လေကြတယ်10ရက်ခန့်ရှိတဲ့အထိတက်ကရိတ်ရဲ့ဆရာဖြစ်လာမဲ့လူကိုမမြင်ရသေးဘူးဒီလိုနဲ့တရက်မှာတော့ကျွန်တော်တို့နှစ်ယောက်ရှောက်လေရင်းနဲ့ရွာတန်းတစ်ခုအလုံးမှာဆိုင်ကယ်စီကုံသွားခဲ့တယ်နှစ်ယောက်သားကဆိုင်ကယ်ကိုတွန်းပြီးတော့အကူအညီရလို့ရညာလမ်းမကနေရှောက်လာခဲ့တယ်နေရပူပူလမ်းမှာကဆိုင်ကယ်ကားမပြောနဲ့လူတယောက်တောင်မှမရှိဘူးဗျကျွန်တော်ကအနောက်ကနေဆိုင်ကယ်ကိုတွန်းနေနေအကိုဟိုးရှိမှအိမ်တိမ်တွေ့တယ်အဲ့မှာဆေးရှိလားမရှိလားဝင်မေးရအောင်ဗျအကိုဆိုင်ကယ်ကြီးကစီးရတာကောင်းသလားတွန်းရတာတော့မစားသာဘူးဗျအကိုလည်းဝင်မေးမလို့စဉ်းစားထားပါတယ်စီမရဘူးဆိုရင်တော့မှအကိုဆိုင်ကယ်ကိုအပ်ပြီးတော့စီသွားဝယ်ရမှာပေါ့အခုတော့ကွာမြင်ရတဲ့အိမ်ထိကြောင်တွန်းလိုက်အောင်ဟဲ့နှစ်ယောက်သားကဆိုင်ကယ်ကိုအားဆိုင်တွန်းလာပြီးတော့အိမ်ကြီးရှိရောက်တော့တက်ကရိတ်ကဆိုင်ကယ်ဟုံးကိုတီးလိုက်တယ်အင်းရှင်တို့ရှိလားဗျအကူကြီးတစ်ခုလောက်တောင်းနေလို့ပါတက်ကရိတ်ကအော်ပြောနေတော့ခြံတကားကတဖြည်းဖြည်းပွင့်သွားခဲ့တယ်ကျွန်တော်ကတစ်ခုခုကိုတွေးလိုက်ပြီးပြုံးလိုက်တယ်တကားပွင့်ပြီကိုရဝင်းရကြည့်ရတာလေအိမ်ထဲမှာရှိတဲ့လူကကျွန်တော်တို့တမင်စောင့်နေပုံရတယ်နှစ်ယောက်သားခြံထဲဝင်လိုက်တာနဲ့ခြံတကားကလိုလိုပြန်ပိတ်သွားတယ်လာကြလက်ပလာနဲ့လာမယ်မှန်းသိလို့လိုအပ်တာတွေပြင်ထားတယ်အတန်ရှင်ကိုမြင်လိုက်ရတာနဲ့ကျွန်တော်ကစက်သေးသေးသွားမိတယ်အရက်မောင်းကကောင်းသပင်ကဒူးကြော်ထိရှေ့ပြီးတော့ခန္ဓာကိုယ်ချိုးစားလှပါတယ်အသက်30ကျော်ကမိန်းမတယောက်ကသူတို့စိုက်ကြည့်နေတာတွေးလိုက်ရတယ်ခြေလန်းတလန်းလှမ်းလိုက်တိုင်းမှာစံရွယ်တွေကလေးမဝဲနေပြီးတော့ညာလက်နဲ့စံရွယ်တွေကိုတတ်တင်လိုက်တဲ့ပုံကငင်းသူတကငင်းမောရတော့တဲ့အထိလှပနေခဲ့တယ်အိမ်ရဲ့ထဲမှာတော့ကြော်ပွဲသုံးပွဲပြင်စားတော့ဆက်မဲ့ယာတွေကပါအသင့်ရှိနေခဲ့တယ်အဲ့ဒီမိန်းမကတက်ကရစ်ကိုကြည့်လိုက်ပြီးတော့ကဲငါမခြေစင်းပြီးတော့ထိုင်လိုက်အမငါမအောင်စစ်เสียရှိသေးတယ်တက်ကရစ်ကဖျားတစ်ချက်ခင်းထားတဲ့ပုံမှာခြေစင်းထိုင်ပြီးတော့ထိုမိန်းမကခြေပြားကနေစစ်ဆေးဖို့အတွက်ဒူးတစ်ဖက်ထောင်ပြီးထိုင်လိုက်တယ်ပြီးတော့ဖွေးဥနေတဲ့လက်ဖွားနဲ့ခြေပြားကနေအပေါ်ကိုတက်တင်ပြီးတော့တစုံတစ်ခုကိုအာယုံခန်းလိုက်တယ်ကျွန်တော်ကအမျိုးသမီးပြုတ်လုံနေတာကိုမျက်တောင်မခတ်ဘဲနဲ့စိုက်ကြည့်နေမိတယ်ကျွန်တော်အနေနဲ့ကတော့အသက်တောင်18နှစ်မပြည့်သေးတာကြောင့်မိန်းကလေးတွေနဲ့ခက်ကင်းကင်းနေပြစ်တာများတယ်များသောအားဖြင့်အမေနဲ့ပဲအနိကနေခဲ့ရဘူးတယ်ဒါပေမဲ့ဗျာအခုလိုချောချောလာလာမိန်းမတယောက်ကိုမြင်လိုက်ရတော့မျက်တောင်ခတ်ဖို့တော့မေ့သွားခဲ့တယ်ခြေစင်းထိုင်နေတဲ့တက်ကရစ်ကချောင်းဟမ်းမှပဲသတိပြန်ဝင်လာပြီးတော့ကျွန်တော်ရဲ့မျက်နှာကိုလွှဲမိလိုက်တယ်အဲ့ဒီချိန်စစ်ဆေးတာကဝမ်ဘိုက်ကနေကြောကုန်းကိုရောက်လို့နေခဲ့ပြီတိတ်မကြခင်မှာပဲဦးကောင်းထိစစ်ဆေးပြီးသားဖြစ်သွားခဲ့တယ်ငါမောင်ရဲ့အမေကလေပညာတွေကိုဖွက်ထားပေးခဲ့တာ哦အဲ့ဒါကြောင့်တာမန်ဆရာတွေကငါမောင်ရဲ့ပညာအဆင့်ကိုမမြင်နိုင်တာပြီးတော့ငါမောင်ကိုယ်တိုင်ကလေပညာတွေရှိမှမသိခဲ့ဘူးမဟုတ်လားတက်ကလေးကခေါင်းနှိမ့်ပြတော့ထိုမိမ့်ပဲပြောတာအမအနေနဲ့မောင်လေးအမေပိတ်ထားတဲ့အဆင့်ကိုချိုးပြတ်ပေးလို့ရတယ်ဒါပေမဲ့ပိတ်ထားတာတွေမရှိတော့ရင်ပညာတွေကုန်စုပြုံပြီးတော့ငါမောင်ယူသွားနိုင်တယ်အဲ့ဒီတော့တဆင့်စီဖွင့်ထုတ်ပေးမှရမယ်အဲ့ဒါလိုပြောပြီးဟင်းပကံတစ်ခွက်ကိုအရှိမချပေးလိုက်တယ်ပြီးတော့ဒါကလေဒီနားမှာရှိတဲ့အဆင့်နှိမ်ဆုံးတရားကိုပညာနဲ့လောက်ခိုင်းထားတာပဲငါမောင်ဘာမြင်ရလဲကြက်သားဟင်းနေပဲမြင်နေအမရဲ့တရုံးတော့စားကြည့်တယ်မလားမောင်လေးရဲ့ဘာဆက်ဖြစ်မလဲဆိုတာစမ်းကြည့်ကြတာပေါ့တက်ကလေးကစားဖို့လက်လန်းစဉ်ကျွန်တော်ကလှမ်းတလိုက်တော့မိမပြူကစိတ်ဆိုးသွားပြီးမတ်တက်ရက်ပြီးဒေါသနဲ့ပြောတယ်မင်းကဒါဘာလုပ်တာလဲမင်းဟာမင်းဂိမ်းမှုမကလို့ဘာကောင်ပဲဖြစ်ဖြစ်ငါအလုပ်ကိုလာမနှောက်ရှက်နဲ့ငါ့ကိုမေတော်ကြီးကပညာသင်ပေးဖို့အမိန်ပေးထားတာဒီကလေးကိုဘယ်ကနေစသင်ရမလဲဆိုပြီးစမ်းသပ်နေတာဘေးကနေအေးဆေးဆေးမကြည့်ချင်အဆောင်ပြန်ပြီးအိတ်နေလိုက်ကျွန်တော်နဲ့တက်ကရစ်ကလမ်းသွားခဲ့တယ်
ဒေါသနဲ့အော်ပြောစဉ်ပန်းဝင်းကျင်ကအလင်းရောင်မဲ့မှောင်မဲသွားသလိုခံစားလိုက်ရတယ်ကျွန်တော်ကစိုးရင်လို့ပါဗျာမတော်လို့အပင်းနေစားမိပြန်ကုနေရအောင်မယ်တိတ်ဆန်းစကားမရှိနဲ့သွားဟိုးဘက်ခလန်းလန်းနေစောင့်နေနောက်တစ်ခါလာရှုပ်လို့ရှင်ကိုယ့်ဂိတ်ကိုကိုပြန်ဝင်နေရမယ်နားလေလားဟုတ်ကဲ့နားလေပါတယ်ကျွန်တော်ကအသားလေးရှောင်ထွက်ပေးခဲ့ရတယ်မဟုတ်ဘူးဆိုရင်တော့မိမပြည့်ရဲ့ဒေါသကျွန်တော်ပေါ်အတိုင်းစားမရှိရောက်ရှိလာနိုင်တယ်လေအရဏဂိမ်းမှုဖြစ်ပေမဲ့ဒီမိမကိုတော့ဘယ်နည်းနဲ့မှရှင်နိုင်သောမရှိတော့ကြည်တာနဲ့တိတာလာတယ်တက်ကလေးကဟင်းတုံးကိုယူစားလိုက်ပြီးတော့ခဏကြာတဲ့အထိဘာမှမထူတာကြောင့်နောက်ထပ်တုံးထက်ကြွေးတယ်ဒါလည်းဘာမှမဖြစ်သေးဘူးအကန်ထဲကချက်သားဟင်းနေတာကုန်သွားတယ်ဘာမှထူးမလာခဲ့ဘူးတက်ကလေးကိုစောင့်ကြည့်နေစဉ်မိမတို့ပြေးဝင်လာပြီးတော့လောက်ပါအောင်ဆရာမရဲ့ဟိုမယ်လေမဲအောင်အန်ထွက်နေလို့အဲ့ရထဲမှာလူလိုက်နေရပဲကျမတို့ပညာနဲ့စစ်ကြည့်တော့ဘာမှစစ်မရဘူးဆရာမလိုက်လာပြီးစစ်ပေးပါဦးငါလိုက်လာတယ်မလိုပါဘူးနှောင်းခင်အပင်းချလိုက်သူ့ဟာသူတက်တာသွားလိမ့်မယ်မဲအောင်ဖြစ်နေတာလေသူ့အပင်းကသူ့တဲ့ကိုပြန်ရောက်သွားတာအပင်းချဖို့သာလှုပ်လိုက်နှောင်းခင်ဆိုတဲ့ကောင်မလေးကဟင်းပကံကိုကြည့်လိုက်တက်ကရစ်ကိုကြည့်လိုက်နေအိမ်ထဲကနေတဖြည်းဖြည်းထွက်သွားတယ်ငါမောင်ကလေသူ့တဘာအတိုက်တွေလုံးမရအောင်လို့ကာကွယ်တွေလည်းရှိတာပဲငါမောင်ရဲ့အမေကတကယ်ကိုတော်ပါတယ်ကဲနောက်တစ်ဆင့်စမ်းကြည့်အောင်မိမပြိုကပြောပြီးတာနဲ့တက်ကရစ်ကိုထားခိုင်းလိုက်တယ်ပြီးတော့ခလန်းလန်းမှာနှစ်ယောက်သားမျက်နှာမူပြီးရက်နေတာမြင်လိုက်ရတယ်ဟာပါစိတ်ကိုလျှော့တာအမရဲ့အနေဆုံးပညာနဲ့စတိုင်တယ်ငါမောင်ကမျက်စိကိုသာမှိတ်တာဟုတ်ပြီလားတက်ကရစ်ရှိရကိုလက်ဝှေ့ရလိုက်တာနဲ့ပြားပရုံးတွေပြန်ဝဲပြီးထွက်သွားတယ်ထိုပြားတွေကတဝီဝီမြည်နေနေတက်ကရစ်အနာမရောက်ခင်မှာပဲပြားဖြစ်ကုန်တယ်မိမပြိုကလည်းအတိုက်တွေတစ်ခုပြီးတစ်ခုတိုက်တယ်တဖြည်းဖြည်းအဆင့်မြင့်လာမှတိတာလာတယ်နောက်ဆုံးမွေအတိုက်မှာတော့တက်ကရစ်ရဲ့ခြေထောက်နားထိတိုးကပ်လို့ရသွားတယ်တက်ကရစ်ကလည်းပရမအကောင်ပလောင်နေတော့ကအနာမကတ်နိုင်တာကြောင့်ဘာမှမစိုးရိမ်မိမယ်အခုမွေကြီးကအနားထိကတ်လာတာကိုလည်းမြင်တော့အနှဲငယ်လန့်လာတဲ့ပုံပေါက်တယ်မွေကြီးကခြေထောက်ကိုပေါက်မလို့ဟန်ပြလိုက်စဉ်တက်ကရစ်လည်းကြောက်လန့်တကြားနဲ့ခြေထောက်လိုက်မိတယ်ဝုန်းဆိုတဲ့အတန်းနဲ့တူမွေကအငွေ့တွေဖြစ်သွားပြီးတော့မိမပြိုကနောက်ကိုပြစ်လဲကျသွားခဲ့တယ်ငါမောင်ရဲ့စိတ်လျှော့ထားပါလို့ဆိုတော့ကံကောင်းလို့မသိတာအမလေးလေးကံတီလို့မိမပြိုကပြောပြီးတော့မနှဲထလာတယ်သူ့ကိုကြည့်ရတာအားအိမ်နေစောက်ရုံနေလို့ဖြစ်နေတာကြောင့်ကျွန်တော်လည်းမနေတာတော့ပဲပြေးထူပြလိုက်ရတယ်ဘလို့ဖြစ်တာလဲဗျာအမလို့အစ်စ်နေတော့မနိုင်ဘူးလားအေးဟာဟုတ်တယ်ကဝေပညာရက်ကိုတော်တော်အစိမ့်မြင့်တတ်ထားသလိုပဲငါလို့ကဝေကတော့မနိုင်တော့အဲ့ဒါတော့ तू ကဘာမှပြန်မလုပ်သေးဘူး तू သာပြန်လုပ်လို့ရှင်ဒီနေရာမှာတင်သေသွားနိုင်တယ်ကျွန်တော်လည်းမိမက်ပြိုကိုထူပေးပြီးတော့ထပ်ပြီးစမ်းအောင်မလားအမရဲ့အမကိုကြည့်ရတာအချိန်နေမကောင်းတော့ဘူးထင်တယ်တက်ကရစ်လည်းအနားရောက်လာပြီးတော့ကျွန်တော်လန့်ပြီးခုံလိုက်တာဗျာတမင်လောက်တာမဟုတ်ပါဘူးရပါတယ်ငါမောင်ရဲ့ကိစ္စမရှိပါအမခဏနားလိုက်ရင်ကောင်းသွားလိမ့်မယ်အခုတော့လေမဲအုံနဲ့နှောင်းခင်ရှိအောင်တွားကြည့်အောင်တတ်တာရလားမသိဘူးသုံးယောက်သားအိမ်ပေါ်ကနေဆင်းပြီးတော့ခြံနောက်ဘက်ကိုထွက်လာခဲ့လိုက်တယ်ခြံနောက်ဘက်မှာတဲအိမ်လေးလုံရှိနေပြီးတော့တဲအိမ်လေးထဲမှာကောင်မလေးနှစ်ယောက်ကကောင်မလေးတစ်ယောက်ကိုဝိုင်းပြီးပြုစုနေတာမြင်လိုက်ရတယ်ဟဲ့မဲအုံတတ်တာရလားအပင်းနေကုန်ပြီလားဟဲ့မဲအုံဆိုတဲ့တယောက်ကခေါင်းသာနှိမ့်ပြနိုင်တယ်စကားတော့ပြန်မပြောနိုင်တော့ဘူးနှောင်းခေဆိုတဲ့တယောက်ကစကားတစ်ချက်ကိုယူလာပြတော့ကြွက်သေးတကောင်နဲ့ဖားသေးတကောင်ကိုတွေ့ရတယ်ဒါကနောက်ဆုံးထွက်လာတာပဲဆရာမကြီးရဲ့အရှိကထွက်လာတာတွေကတော့လေအနောက်ဘက်ကိုလှုပ်ပစ်လိုက်ပြီအေးမဲအုံကိုအနားယူခိုင်းလိုက်ပြီးသွားရင်လေငါတို့စားဖို့တောက်ဖို့စီစဉ်ပေးဦးနင်တို့တွေစမ်းကြည့်ဖို့တော့စိတ်တော်မကူးနဲ့တော့ငါတော့ဖင်ထားရဲလဲပြီနင်တို့သာစမ်းလို့ရတော့တခါတည်းအသက်ထွက်သွားမယ်ကြားလားဟုတ်ကဲ့ပါဆရာမကြီးရဲ့သမီးတို့မလှုပ်ရဲပါဘူးတက်ကလေးကဘာမှမသိပဲနဲ့သူတို့ပြောသမျှကိုသာငေးကြောင်ကြည့်နေတယ်မိမပြိုကအိမ်ကြီးရှိရာကိုပြန်လာတော့သူတို့ပါလိုက်လာခဲ့လိုက်တယ်အမရဲ့နာမည်ကပန်းနုလို့ခေါ်တယ်ဝမ်းနေဆုံးကနေကဝေအဆင့်ရောက်နေတာပေါ့မဲအုံက3ကျိုးပိုင်ပြီနှောင်းခင်က5ကျိုးစိန်ပွင့်က4ကျိုးပိုင်ပြီဒါပေမဲ့လေသူတို့တွေရဲ့အဆင့်ဟာငါမောင်ရဲ့ခြေဘွားတော့မမိသေးဘူး
ငါမောင်သာပညာကုန်ပိုင်သွားရင်အမကတော့ငေးမိုးရမယ့်အဆင့်ရောက်နိုင်တယ်တက်ကလေးကပန်းနုကိုကြည့်ပြီးတော့အမပန်းနုကကျွန်တော်ပညာသင်ပေးမယ်ဆရာလားဆိုပါတော့ကွယ်ဆရာအစ်စ်ရတော့မဟုတ်ပါဘူးမေတော်ကြီးကအမိန့်ပေးလို့ပညာတွေလာဖွင့်ပေးရတဲ့သဘောပေါ့ငါမောင်လေးဒီညဆုံးတိုက်ရဲ့အခြေခံအဆင့်နဲ့စဖွင့်ပေးမယ်အဖြည်းဖြည်းသင်လိုက်လို့ရှင်ငါမောင်ကပို့ပြီးအစွမ်းထက်မှာပါတက်ကလေးကပြုံးလိုက်ပြီးတော့ကျွန်တော်ကဘာမှမသိပါဘူးအမရဲ့ကျွန်တော်အကုန်သာသင်ပေးပါပညာဆုံးတော့မှအမေကိုကဲနိုင်မယ်မဟုတ်လားဒါနဲ့အမဣပိယကမှရွာဆိုတာအမသိလားသိတာပေါ့ငါမောင်ရဲ့ဣပိယကမှရွာဆိုတာအဆင့်မြင့်နဲ့စုံကဝေတွေကိုအောက်လန်းဆရာတယောက်ကစုစည်းပြီးတော့နတ်ဆိုးတကောင်တိုက်ထုတ်ခဲ့တဲ့ရွာပေါ့အောက်လန်းဆရာရဲ့ဥဆောင်မှုနဲ့အခုထိစီကံတင်းကျပ်တဲ့ရွာတစ်ခုဆိုရင်လည်းမမှားဘူးသူတို့ရဲ့ရွာတာမန်ရွာတစ်ခုမဟုတ်ဘူးပဲပညာသည်တွေစုစည်းထားတဲ့ရွာကြီးပဲငါမောင်ကအဲ့ဒီရွာကိုသွားကျင်လို့လားအပြင်လူနေနဲ့ဝင်ရတာအရန်ခတ်မဲ့ထင်တယ်ရပါတယ်အမရဲ့ကျွန်တော်ပညာဆုံးမှရအောင်တောင်းအောင်မယ်ဒီလိုနဲ့ကျွန်တော်နဲ့တက္ကသိုလ်တို့နှစ်ယောက်သားပန်းနူးရဲ့အိမ်မှာပဲညရောက်ဖို့စောင့်နေကြတယ်ည10 နာရီထိုးလောက်ဖြစ်လာတော့မဲအောင်တို့နှောင်းခင်တို့နဲ့တူလူတယောက်ပါလာခဲ့တယ်အဲ့ဒီလူဝင်လာတဲ့ဟာအရက်နဲ့နန်းစောနေတာပဲဘလောက်တောင်တောက်တဲ့ကစောသမားလည်းမသိပါဘူးကဲဆရာမကြီးဒီတခါအရက်ဖို့ကတော့နှစ်ဆပေးဗျာဟိုတလောတော့မှကျုပ်ဖျားပါတတ်တယ်ခင်ဗျားတို့တွေပညာဆန်းတာရေးမကြည့်ဘူးဗျာဆေးဝယ်တောက်ရတာနဲ့အရက်ဖို့မကာမီဘူးဗျာကျွန်တော်တို့နှစ်ယောက်လည်းနားလဲလိုက်ပြီဒီအရက်သမားအရက်ဖို့ရဖို့အတွက်ပညာအစမ်းခံမဲ့ပုံမှာရှိနေတယ်အဲ့ဒါကြောင့်ကျွန်တော်ကဘယ်လောက်ပေးရမလဲဆိုတာဦးလေးပဲပြောပါကျွန်တော်တို့တွေပေးပါမယ်အေးဟိုတစ်ခေါက်တော့ပေးတာရဲ့နှစ်ဆဆိုတော့တပြားပေးတပြားဆိုတာဘန်းစကားအနေနဲ့1000ကိုပြောတာဖြစ်တယ်2000ယူဗျာဟုတ်ပြီလားကျွန်တော်က2000ပေးမယ်လို့ပြောလိုက်တော့အရက်သမားကဥမြူးသွားတယ်ပြီးတော့လေယူတာပေါ့ကွာဟေးအကျွေးကြံတာကြီးလဲဆက်ပြီးအရက်ပါအဝါတော့လို့ရတော့မှာကွာဟာအရက်သမားကပြောလိုက်ပြီးတော့ဥမြူးနေခဲ့တယ်ဘန်းနူကအရက်သမားကိုသူတို့နဲ့ခလန်းလန်းမှာအိတ်ခိုင်းလိုက်တယ်ပြီးတော့မဲအုံကိုအနားခေါ်ပြီးတော့အသင့်ပြင်ထားတဲ့ပကံများကိုပေးလိုက်တယ်ငါမောင်တေးသေးချာချာကြည့်ဒီညကလေမဲအုံအဝေးကနေအပင်းထဲတာတင်ပေးရမှာငါမောင်သေးချာကြည့်ထားတော့ဘန်းနူစကားဆုံးတာနဲ့မဲအုံကပကံလေးကအသားပြားတစ်ခုကိုယူပြီးတော့လက်ဝါးပေါ်ကိုတင်လိုက်ပြီးမျက်လုံးကိုမှိတ်ထားလိုက်တယ်နှာခမ်းကိုလည်းဆေးထားပြီးတော့တစ်ခုခုကိုအာယုံစိုက်နေပုံရတယ်ခဏကြာတော့လက်ဝါးပေါ်ကအသားပြားကိုလေးနဲ့မှုတ်လိုက်တာအသားပြားကကျမ်းမြင့်ပေါ်ပြုတ်ကျသွားခဲ့တယ်နောက်ခင်တို့နဲ့တူရက်သမားကပါထရည်တယ်အောင်မလေးလေမဲအုပ်ပြူသားမယ်ဆိုလို့ငါမှလန့်နေတာအခုတော့ငါးပိုက်ထဲကိုမရောက်ပဲနဲ့အောက်ကိုပြုတ်ကျသွားပါရောလားမဲအုံကဒေါသထွက်သွားပြီးတော့ဦးလေးလောင်းဝင်တော့တမီးကိုမစနဲ့အခုမှစားတင်တာပဲဒီလောက်တော့ရှိမှာပေါ့နောက်တစ်ခေါက်ထပ်လုပ်မဲအုံကပြုံးလိုက်ပြီးအသားပြားကိုကောက်ကန်လိုက်တော့ပန်းနုကတားတယ်တက်ကရစ်ကိုပေးလိုက်ပါမဲအုံသူဆမ်းပါလေတက်ကရစ်လည်းအသားပြားကိုယူပြီးတော့လက်ဝါးပေါ်တင်လိုက်တယ်ပြီးတော့အမဘာဆက်လုပ်ရမှာပြောပြအောင်လေပန်းနုကဘာမှမပြောတာကြောင့်မဲအုံကအသားပြားကိုအာယုံစိုက်ပြီးတော့ဦးလှငွေရဲ့ဘိုက်ထဲကိုအာယုံပြုတ်လိုက်ပါကိုလေစိတ်ကိုငြိမ်ငြိမ်ထားပြီးအာယုံပြုတ်ကိုလေးမာလေပညာခံရှိနေတော့တခါတည်းနဲ့ရကျင်ရသွားမှာတက်ကလေးလေဦးလှငွေဆိုတဲ့အရက်သမားကိုတလှဲ့လက်ဝါးပေါ်ကအသားပြားကိုတလှဲ့အာယုံပြုတ်ပြီးစမ်းကြည့်တယ်ဒါပေမဲ့အချိန်နေသာကြာသွားပြီးဘာမှဖြစ်မလာခဲ့ဘူးဟေ့ကောင်လေးငါတော့အမှုပြေနေပြီကွာလှုပ်ရှားရှိတာလှုပ်ဆမ်းပါဦးလှငွေကမထိခလုတ်ထိခလုတ်ပြောတာကြောင့်တက်ကလေးကဇောကျွေးပါပြန်လာခဲ့တယ်လက်လျှော့ဖို့လုပ်နေတယ်ကျွန်တော်မြင်လိုက်ရတာကတော့ပန်းနုကအဝေးကနေလှမ်းပြီးတော့တခုခုလှုပ်လိုက်တာမြင်လိုက်ရတယ်တက်ကလေးရဲ့လက်ဝါးပေါ်ကအသားပြားကဖြတ်ခနဲပြောက်သွားပြီးတော့လောင်နေတဲ့ဦးလှငွေတယောက်ပါဇက်ပိတ်သွားခဲ့တယ်တိတ်မကြခင်မှာပဲဘိုက်ကိုဖိပြီးတအားအော်နေရတယ်တက်ကလေးကအံ့ဩနေပြီးတော့ကျွန်တော်ကိုလှမ်းကြည့်တယ်ပန်းနုကဦးလှငွေအနာကိုလှပတဲ့ခြေလမ်းနေနဲ့လှမ်းချင်းရှောက်သွားလိုက်တယ်ဘယ်လိုလဲဦးလှငွေနေသားထိုင်းတာရှိသွားပြီလားအောင့်နေဗျာဘိုက်ထဲမှာအရန်အောင့်တာပဲနှောင်းခင်
ဦးလာငွေကိုအပင်းထုတ်ပေးလိုက်ပြီးရင်ပြန်လှောက်လိုက်တော့နောင်ခင်ကဦးလာငွေရဲ့ဘိုက်ပေါ်ကိုလက်ဝါးနဲ့အုပ်ပြီးတော့အပေါ်ကိုတက်တင်လိုက်တယ်တိတ်မကြခင်မှာပဲတဝေါဝေါနဲ့ထိုးရံပြီးတော့အသားအပြားကပြန်ထွက်လာခဲ့တယ်ဘောလိုက်တာဟာရေလေးပါလေတိုက်ပါအောင်ဟာနင်တို့ပြင်ကြလဲနော်အဲ့ထက်မြင်တာမရှိတော့ဘူးလားတခါလာလဲအသားအပြားကိုဘိုက်ထဲထည့်တခါလာလဲအသားအပြားကိုဘိုက်ထဲထည့်နေဦးလာငွေပြောတာကြောင့်နှောင်းခင်ကပြန်မေးလိုက်တယ်ဦးလေးကဘယ်ဟာကိုထည့်သေးခြင်းလို့လဲအသားပြားမထည့်သေးခြင်းလို့ရှင်ကြောက်ခဲတွေဖက်ပြုတ်တွေထည့်ပေးရမလားအာနှောင်းခင်ကတော့လုတ်ပြန်ပြီအရက်တွေပါတွေလှမ်းထည့်ပေါ်ဟာအဲ့ဒါဆိုငါလဲငွေမကုန်မဲ့မူးတာပေါ့ဘန်းနူးနဲ့တက်ကရက်တို့ကဦးလာငွေကိုကြည့်ပြီးရည်နေကြတယ်ကျွန်တော်လဲ3000ထုတ်ပေးလိုက်ပြီးတော့အရက်တောက်တာလဲကြည့်တော့ဦးလေးရာဦးလေးကိုကြည့်ရတာအားမရဘူးဗျာအစားလေးပါလေမှန်မှန်စားကျွန်တော်ကပြောတာပြောရတယ်ဦးလာငွေကအရက်ရဲ့ကြေးကြုံဖြစ်နေခဲ့ပါပြီပတ်စံ3000ရတော့ဟန်အောင်မဆောင်မဲ့ပြေးတော့တာပဲအရက်ကျွေးဆက်ဖို့နဲ့ limit ထပ်တင်ဖို့အတွက်ညတကောင်ကြီးလေ तू ကဆိုင်းရှင်ကိုအော်နှုံးမဲ့ပုံဗျာမဲအောင်ကခေါင်းငိုက်ဆိုင်နေပန်းတို့ရဲ့ရှေ့မှာလာထိုင်နေသမီးလေဒီအဆင့်ကိုအောင်မြင်လာဘူးထင်တယ်နော်ဆရာမကြီးစိတ်မလျှော့ပါနဲ့မဲအောင်ရဲ့ဒီအဆင့်ကကြော်ဖြတ်ဖို့မခက်ခဲပါဘူးနည်းနည်းလေးဆက်ပြီးလေ့ကျင့်လိုက်အဆင်ပြေမှာပါဒါနဲ့ငါမှာခုနကတော့ဘာကိုသတိထားမိလိုက်လဲအမကိုပြောပြလဲဟုတ်ကဲ့အမပန်းလို့ကျွန်တော်အာယုံဆိုင်တာလိုနေသေးသလားလို့ပြီးတော့လေဘာရွတ်လို့ရွတ်ရမှန်းလဲမသိဘူးအဲ့ဒါကြောင့်ကြာနေတာပဲထင်တယ်အနားကိုလာခဲ့အမအသေးချာပြောပြမယ်အပင်းထဲ့တယ်ဆိုတာစိတ်ကိုစူးစီးဖို့အများကြီးလိုအပ်တယ်ငါမောင်ကစိတ်ကိုမစူးစီးနိုင်မနဲ့လေးလွင့်နေတော့ဘလို့လုပ်ပြီးအဆင်ပြေမှာလဲအဲ့တော့လေစိတ်ကိုစူးစီးတတ်အောင်လေ့ကျင့်ရမယ်ပန်းနူးရဲ့တကားကိုမဲအောင်ကဝင်ပြောတယ်ဆရာမကြီး तू ကအခြေခံစပြီးမသိဘူးလားဒီအဆင့်ရောက်ဖို့သမီးက2နှစ်လောက်လေ့ကျင့်ခဲ့ရတာလေအကိုလေးကိုဒီအဆင့်ကစပြီးသင်အဆင့်နေအရန်ကြော်နေမလားလို့တိတ်ဆန်းမယ်ညီကဘာသိလို့ဆရာလုံနေရလဲငါလုံတာငါသိတယ်ညီဆရာမလုံနဲ့မဲအောင်နဲ့နှောင်းခင်တို့ခေါင်းငုံသွားကြတယ်ကျွန်တော်ကပန်းနူးကိုကြည့်လိုက်ပြီးတော့အမအခုညစပြီးတင်းတော့မှာလားကျွန်တော်တို့ပြန်ဖို့ကလည်းအရန်နောက်ကျနေပြီဘယ်လိုလုပ်ရမလဲပန်းနူးကပြုံးလိုက်ပြီးဂိမ်းမှုကြီးကကြောက်တတ်နေပါလားတစ်ခုခုတော့တစ်ခုခုပဲထားပါလေဟိုးဘက်ကပလက်ကရိုင်မှာသွားအိတ်နေလေမောင်လေးတက်ကလေးကိုစိတ်ငြိမ်အောင်တင်ပေးပြီးတော့အဝင်စိတ်ဖြစ်အောင်လမ်းပြပေးရအောင်မယ်နားတော့ပန်းနူးရဲ့စကားကိုကျွန်တော်ကခေါင်းငိမ့်ပြလိုက်တယ်ပလက်ကလက်ထိုင်ကနေစောင့်ကြည့်နေလိုက်တယ်ပန်းနူးကတော့မဲအောင်နဲ့နှောင်းခင်ကိုတလဲတက်ကလေးကိုတလဲတင်ပေးစရာရှိတာတွေကိုတင် जा ပေးနေလေရဲ့နောက်ထပ်ဇလန်းလေးမှာတော့ပန်းနူးတင် जा ပေးမယ်အပင်းသွင်းမဲ့ပညာတွေပြင်စိတ်ညို့သင်ခန်းစာတွေကိုလည်းနားဆင်ရမှာဖြစ်ပါတယ်